ဗျမင်္ဂလာပါအချင်းချင်းရောက်ပါတယ်အခုဒီဘက်ရပိုင်းနေမှာလဲဒီနားလမ်းကြောတစ်လျှောက်သွားလိုက်ပြန်လိုက်ပြောနေရပါတယ်အခုအချိန်က9:44အမှတ်ရလွယ်အောင်ဆိုရင်9:45ပေါ့နော်9:45ပြောမှာ2ယောက်တည်းပြောမှာပါကျွန်တော်နောက်မှာစာချီဦးညိုရှိမယ်အဲ့တော့ဖြည်းဖြည်းစစ်စစ်နဲ့ကျွန်တော်တို့ပြောချင်တဲ့စကားလေးတွေကိုဒီကနေ့ကြွားလာတဲ့ဘကိုးမှာရှိတဲ့မိတ်ဆွေများနဲ့ဖလှယ်ချင်ပါတယ်လောလောဆယ်တော့ကျွန်တော်တော်တော်ဆဲခံနေရတယ်ဗျလောလောဆယ်တော့စာပေဟောပြောနေတဲ့သူတွေကတဲ့စာပေဟောပြောပဲဆိုပြီးနိုင်ငံရေးအကြောင်းတွေပဲပြောနေတယ်တဲ့ကြားပြီးအဲ့စကား2015မတိုင်ခင်ကတည်းကအခု2020ရောက်ပြီဟုတ်တယ်2015မတိုင်ခင်တုန်းကနိုင်ငံရေးစကားတွေတော်တော်ပြောရတယ်ဒါလည်းတိုင်းပြည်ရဲ့လိုအပ်ချက်အရပြောရတာကျွန်တော်အခုစိတ်မကောင်းဖြစ်နေတာဘာလဲဆိုရင်ကျွန်တော်တို့ဝေဖန်ရေးကိုလိုချင်တယ်ဝေဖန်တာကိုလိုချင်တယ်ဒီမိုကရေစီရဲ့အနှစ်သာရဝေဖန်ရေးဗျစစ်မှန်တဲ့ဝေဖန်ရေးဆဲစာမဟုတ်ဘူးနော်ဆဲတာလွယ်တယ်နော်ပါစရှိတဲ့လူတိုင်းဆဲလို့ရတယ်ဖုန်းကတ်ကို900 1000နဲ့ဝယ်ထည့်ပြီးဘေး900ဘိုးလောက်ထည့်သုံးရင်ဆဲလို့ရပြီအဲ့ဒီဆဲနေတဲ့လူတွေကိုကြည့်တော့လေတတိမရှိဘူးအကောင့်အတုတွေနဲ့ဆဲရင်လည်းတတိရှိရှိဆဲလေဝေဖန်ရင်လည်းအကျိုးနဲ့အကြောင်းနဲ့ဝေဖန်လေကျွန်တော်တို့ကအခုနိုင်ငံတော်သမ္မတတယောက်ကိုဝေဖန်တယ်ဆိုတာကျွန်တော်ညီမင်းညိုကဝေဖန်တယ်ဆိုပြီးပြောနေတာနော်ကျွန်တော်ဘာနဲ့နားလဲမလားမသိဘူးဘယ်ဝင်ကြီးချုပ်တယောက်ကိုကျွန်တော်တို့ပြောနေဆိုကျွန်တော်ညီမင်းညိုကပြောနေတာနော်ပြဿနာဖြစ်ရင်ကျွန်တော်ရှင်းပါတရားစွဲရင်ခံမယ်ကျွန်တော်တို့လည်းသူများကိုဝေဖန်ပါတယ်ကျွန်တော်တို့ဝေဖန်တာကိုလည်းကျွန်တော်တို့လိုချင်တယ်ဒါပေမဲ့ကျွန်တော်တို့ကျတော့ဝေဖန်တာမဟုတ်ဘူးပြသူကဆဲနေတာအတိတ်ပဲမရှိဘူးဒါပေမဲ့ပို့ဆိုးတာအဲ့လိုပြောနေတဲ့လူတွေကတခြားလူတွေထက်စာပေသမားတွေဖြစ်နေခက်တာမသိတဲ့လူတွေလည်းမဟုတ်ဘူးဒဇိမ့်တွေလည်းမဟုတ်ဘူးကျွန်တော်ကအတက်ပြောလိုက်ရင်လည်းသူတို့ကကြိုက်ချင်မှကြိုက်သူတို့ဘယ်ချိန်ထိဆဲနေမှာလဲလို့မင်းရင်ကျွန်တော်အဖြေပေးလို့ရတယ်သူတို့ကိုမဖိတ်မချင်းဆဲနေမှာကျွန်တော်ကနားလဲလားမသိဘူးသူတို့ကိုမဖိတ်မချင်းဆဲနေမှာသူတို့ကိုဖိတ်ပြီးစင်မော်တင်လိုက်တော့စကားကိုလိပ်ပတ်လဲအောင်ပြောတာလားလို့မေးတော့ပြောတောင်းပြောဝေဖန်လို့ရပါတယ်ဒါပေမဲ့ academic ကြပညာပါနော်ကျွန်တော်တို့လည်းတောက်လျှောက်ကျွန်တော်တို့စစ်တပ်ကိုလည်းဝေဖန်ခဲ့တယ်သမ္မတတွေကိုလည်းဝေဖန်ခဲ့တယ်ဝန်ကြီးချုပ်တွေကိုလည်းဝေဖန်ခဲ့တယ်နောက်ဆုံးကုန်ပြောရရင်ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းကျွန်တော်ဆိုပေါ်တင်ပြောတာမကြိုက်ဘူးကျွန်တော်ဆိုရင်ကအေးရောရှင်းတယ်နော်ကျွန်တော်ပြောတာညီမင်းညိုကမကြိုက်ဘူးပြောတာကဲဘာမကြိုက်တာတော့ဆရာဆရာမတွေကိုပြောတဲ့စကားကျွန်တော်မကြိုက်ဘူးကြားမယ်ထင်တယ်နော်ဆရာဆရာမတွေကိုမပြောင်းအောင်ရွာကောင်တွေကြီးစားစကားပြောလိုက်ဆိုတဲ့စကားမျိုးသူကတော့ကြီးစရာပြောတာကျွန်တော်သိတယ်နော်ဦးဝင်းသိန်းနဲ့ကျွန်တော်နဲ့ဒဇိမ့်နေမဟုတ်ပါဘူးဒါမှမဟုတ်ကျွန်တော်မကြိုက်ဘူးကျွန်တော်မကြိုက်တာကိုကျွန်တော်ရိုးပြောတယ်ကျွန်တော်တာဝန်ခံပြီးပြောတယ်မနေ့တနေ့ကတက်လာတဲ့ဓာတ်ပုံတစ်ပုံမှာကျန်တဲ့လူတွေအားလုံးကပုံမှန်ခုံလေးတွေနဲ့ထိုင်ပြီးသူတို့၃ယောက်ကဆိုဖာကလေးထိုင်နေကျွန်တော်မကြိုက်ဘူး2020ရွေးကောက်ပွဲကနီးနေပြီလူအစဲခံအောင်မလုပ်ပါနဲ့ဒါကျွန်တော်နမူနာပြောတာနော်ကျွန်တော်ဝန်ကြီးတို့ကိုပြောချင်လို့မဟုတ်ဘူးနမူနာပြောတာကျွန်တော်တို့ကကိုတာဝန်ကိုယူပြီးပြောတယ်အခုပြောနေတာဘာလို့လဲညီမင်းညောပြောတာဘာလို့ပြောတာလဲဝန်ကြီးတို့ကိုပြောတာဘာပြောတာလဲအဲ့ဒါပြောတာအမကျင်ဘူးလားမကျင်နိုင်ဝန်ကြီးတို့တရားဆွဲကျွန်တော်ဒီတိုင်းတော့လာဖမ်းခိုင်းလို့မရဘူးတရားဆွဲလို့တရားကလက်ခံရင်ကျွန်တော်တို့တရားကစဉ်းစားပို့မယ်စဉ်းစားပို့ရင်ကျွန်တော်ကသွားပြီးတော့ရင်ဆိုင်စားရှင်းရင်ဆိုင်မယ်တရားကအပြစ်ရှိတယ်လို့ယူဆိုင်ရင်ကျွန်တော်ထောင်ချလိုက်မယ်အပြစ်မရှိဘူးလို့ယူဆိုင်ကျွန်တော်လွတ်ပေးလိုက်မယ်ဒါပဲယောက်ျားပြည်သားပေါ့ခုကျွန်တော်တို့နည်းနည်းလေးအာယုံနောက်တယ်
အာယုံနောက်ရပါတယ်ကျွန်တော်အခုနောက်ဆုံးစာအုပ်ထုတ်ထွက်တယ်ကျွန်တော်တက်အခု46နှစ်အဲ့တော့ကျွန်တော်46ပေါ့အမှတ်တရပေါ့46နှစ်အတွက်ဝတ္ထု46ပေါ့စာမျက်နှာနည်းနည်းများသွားတယ်464မျက်နှာအဲ့တော့ရောင်စီလဲနည်းနည်းများပူသွားတယ်ပေါ့ရောင်စီ6000ဒါပေမဲ့အဝန်းစရာကောင်းတယ်2000 3000တန်စာအုပ်တွေတဲ့အဲ့6000ပူရောင်းရတယ်လူတွေရဲ့သဘောကလည်းဘာလဲတော့ကျွန်တော်လည်းမသိဘူး2000 3000အဲ့လောက်မရောင်းရဘူး6000တန်စာအုပ်ပူရောင်းရတယ်ကျွန်တော်ခေါင်းစဉ်လေးတက်ထားတယ်2006မှ2019အထိရေးခဲ့တော့အမတ်တရဝတ္ထုတို့များအဲ့ကိုယ့်အသက်ကိုအမတ်တရလောက်တာဖြစ်တဲ့အတွက်46ပုတ်လိုပြောတာပါဒီစကားအဲ့ဒီ46ပုတ်ထဲမှာဟိုနယ်ကဒီနယ်ကဟိုနေရာကဒီနေရာကဘယ်ဝတ္ထုကိုကြိုက်လို့ဒီဝတ္ထုကိုကြိုက်လို့စုချင်းမြင့်တဲ့ဝတ္ထုက10ပုတ်လောက်ပါတယ်ကျွန်တော်ရေးတာနော်သူကသူစုပေးတာဒါတော့ကျွန်တော်မတတ်နိုင်ဘူးတနစ်တာအကြိုင်ဆုံးဝတ္ထုတွေထဲမှာဒီဝတ္ထုတွေကိုတော့တနစ်တာထွက်ခဲ့တဲ့ဓမြထဲမှာဝတ္ထုတွေရေးတဲ့ဆရာတွေအများကြီးထဲမှာဒီဝတ္ထုတွေကိုတော့အကြိုင်ဆုံးမှာဆိုပြီးစုစည်းတဲ့ဟာ10ဦးလောက်ပါနှစ်က14နှစ်လေ2006ကနေ2014တိဆိုတော့2020တိ19တိဆိုတော့14နှစ်ဂျပန်ဘာသာပြန်တာတပုတ်ပါဂျပန်အမျိုးသမီးမြန်မာသာပါမောက္ခဗမာကလောင်နာမည်နဲ့မပန်းခက်လို့နာမည်ရသူကြိုက်တဲ့ဝတ္ထုတွေကိုဂျပန်ဘာသာပြန်ပြီးဂျပန်မှာထုတ်ဝေတယ်အဲ့တော့ကျွန်တော်ဒေါ်လာ100ပေးတယ်ဒေါ်လာ100ဆိုတော့အခုငွေနဲ့တွက်ရင်3သိန်းခွဲပေါ့ကျွန်တော်ဝတ္ထုတော်တစ်ပုဒ်ရေးမှာ1000လောက်ရတာလေ3သိန်းခွဲရတယ်ဆိုတော့ပြောတာပေါ့အဲ့ဒီစာအုပ်ဂျပန်ကိုရောက်သွားတဲ့အချိန်မှာလူကဂျပန်မရောက်ဘူးသေးဘူးလူကနောက်မှဂျပန်ကိုရောက်ဖူးလားအဲ့တော့ဘာသာပြန်တယ်အဲ့တော့ပြောချင်တာဒီ46ပုတ်ထဲမှာထင်ရှားကြော်ကြားတဲ့ဝတ္ထုတို့များပါရှိတယ်ဗရမ FM အတန်လွတ်ဇာလန်လုပ်တဲ့ဝတ္ထုတို့ပါတော့အဲ့ထက်မှာပါတယ်ရုပ်ရှင်ရိုက်ဖို့ဝယ်ထားတဲ့ဝတ္ထုသုံးဖို့ရှိတယ်အကြောင်းတော့ရုပ်ရှင်တွေတော့ထွက်မလာသေးဘူးဒါဆိုရင်တော့တားကြီးပေါ်ပဲမဟုတ်တာတော့သိကြပါလေရေးတဲ့ကာလလည်း2006ကနေ2019ဆို14နှစ်အဲ့ဒါကိုကျွန်တော်နံပါတ်လေးတယောက်က line ပေါ်မှာတင်လိုက်တယ်အကိုရေးတဲ့စာအုပ်ရပြီတဲ့ဖတ်နေပြီနော်တဲ့ပြောတာပေါ့ကိုစာအုပ်လေး line ပေါ်မှာမြင်ရတော့ပြောတာပေါ့ဗျာအဲ့တော့အောက်ကတယောက်က comment ရေးတယ်ကျွန်တော်မသိဘူးအဲ့တယောက် comment တစ်ချောင်းနဲ့ရေးတယ်ကျွန်တော်နမနဲ့သူနဲ့တော့မိတ်ဆွေဖြစ်ပါလိမ့်မယ်ကျွန်တော်နမကစင်ကာပူမှာနေတာအဲ့လူကလည်းစင်ကာပူမှာနေတာပါပဲရေးတဲ့ comment တစ်ချောင်းနဲ့အဲ့လိုပေါ်တော်စာအုပ်တွေမဖတ်ပါနဲ့တဲ့တော့စိတ်ဝင်စားတော့သူ့အကောင့်လေးကိုနှိပ်ကြည့်လိုက်ဒီလိုပညာတတ်ဗျာအင်ဂျင်နီယာအသက်40လောက်ရှိတယ်စင်ကုန်မှာနေတာစင်ကုန်နဲ့ရန်ကုန်နဲ့တွားလိုက်ပြန်လိုက်နေမှာပေါ့ပညာတတ်ဗျာဟိုသူများကိုစော်ကားတာအဲ့လောက်လွယ်လားဟိုကျွန်တော်စဉ်းစားပါနော်သူများကိုစော်ကားတာအဲ့လောက်လွယ်လားဟိုဖတ်ကြည့်အောင်လေနည်းနည်းစာအုပ်လေးတော့နဲ့လှမ်းကြည့်အောင်လေဟာခင်ဗျညီမတို့ခင်ဗျတော့ကြွားတယ်လူပဲဗျာခင်ဗျပြောတော့ဝိတု46ပေါ့ခင်ဗျတဘုတ်ကလည်းမကောင်းဘူးပြောလေအကျိုးနဲ့ကြောင်းနဲ့ပြောဘယ်ပုတ်ကခင်ဗျဘယ်ချက်လက်တွေမှားနေတယ်ဗျဘယ်ပုတ်ကခင်ဗျအကြောင်းအရာတွေကလွဲနေတယ်ဗျဘယ်ဟာခင်ဗျဘယ်လိုအန်ရတွေရှိတယ်ဗျပြောလေမှားရင်ကျွန်တော်ဒူးထောက်လိုက်မယ်ပြောချင်တဲ့အိဗေဟာကျွန်တော်စာအုပ်ကိုလှအောင်မကြည့်ဘူးတဲ့လူတယောက်ကဒီလူပေါ်တော်စာတယ်မဖတ်ပါနဲ့ဆိုဒါလွတ်လပ်စွာပြောဆိုခွင့်လားဒါဒီမိုကရေစီလားဒီမိုကရေစီရဲ့သဘောတရားသည်လွတ်လပ်စွာပြောဆိုခွင့်ရှိတယ်လွတ်လပ်စွာဝေဖန်ခွင့်ရှိတယ်လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ရှိတယ်လွတ်လပ်စွာမိုက်ရိုင်းခွင့်တော့မရှိဘူးနော်လွတ်လပ်စွာရန်ကားခွင့်တော့မရှိဘူးနော်လွတ်လပ်စွာအသေးဖြတ်ခွင့်တော့မရှိဘူးနော်ကျွန်တော်အဲ့လူကိုတစ်ချက်ပဲမေးချင်တာမင်းငါနဲ့မြန်တဲ့ချင်းဆိုင်ဆိုရင်ပြောရဲမလားပြောရဲတယ်ဆိုရင်ကျွန်တော်ကလည်းတတိငိမ့်မယ်โอเคမင်းပြောဒါကျွန်တော်ရဲ့လွတ်လပ်စွာပြောဆိုခွင့်ပဲအေးငါလည်းမင်းကိုလွတ်လပ်စွာဆွဲထိုးခွင့်ပဲကွာထိုးမယ်ရှင်းကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့နိုင်ငံရဲ့ကြဆင်းမှုဟာတအားများသွားပြီဝေဖန်မယ်ဆိုရင်အဲ့ဒီဝေဖန်ခြင်းတဲ့လူတယောက်အကြောင်းကိုအဲ့ဒီဝေဖန်ခြင်းတဲ့အမှုပညာအကြောင်းကိုစစ်စစ်ငုံငုံသိအောင်တော့အရင်လောက်ရမယ်မဟုတ်ဘူးလားဗျာရမ်းပြောလို့တော့မရဘူးလေအခုလည်းပဲစာပေဟောပြောပွဲတွေကိုဝိုင်းဆဲနေတဲ့လူတွေကြည့်လိုက်တော့
2013တို့2014တုန်းကဟာတွေကိုနားထောင်ပြီးဆဲနေတယ်အခုရောက်နေတာ2020စာပေလောကအချင်းချင်းလေးဆိုတော့မြင်နေရတယ်တွေ့နေရတယ်သူတို့ကိုဖိတ်လိုက်တော့လဲနတ်နတ်တက်ပဲပြလိုက်ပြောတာဦးရဖားရပဲပြီးသက်ကလည်းမကြိုက်ဘူးနောက်လည်းသူတို့မဖိတ်တော့ဘူးရောင်မပြီးတပွဲလောက်ဖိတ်မိတာကိုဘယ်ကောင်တွေကဘယ်လိုမြောက်ပေးသလဲမသိပါဘူးကျွန်တော်ပြောချင်တဲ့စကားကျွန်တော်တို့ပဲနာမည်ကြီးနေတယ်ကျွန်တော်တို့ပဲနာမည်ရနေတယ်လို့ကျွန်တော်တို့ပဲပြောတတ်တယ်လို့ပြောနေတာမျိုးမဟုတ်ပါဘူးဉာဏ်ပညာလေးနဲ့တော့အလုပ်လုပ်စေချင်တယ်ကျွန်တော်ဆိုဒီစေတနာအလင်းပညာဒါနဆိုဘယ်နှခေါက်ရှိမှတော့မသိတော့ဘူးကျွန်တော်ထင်တယ်နှစ်တိုင်းဒီပါဖိတ်နေတာကဘယ်လိုလုပ်မလဲအဲ့တော့စစ်မှန်တဲ့ဝေဖန်ရေးတည်ဆုံးခြင်းဟာတိုင်းပြည်ရဲ့အချဆုံးခြင်းပဲနော်ကျွန်တော်တို့ကအဲ့ဒါလို့ပညာကိုအခြေခံတဲ့စိတ်တွေမရှိဘဲနဲ့ဒီမိုကရေစီတွေကိုတစ်ဖောက်မှတောင်းနေလို့ကတော့တိုင်းပြည်အန္တရာယ်ရှိရနော်ပန်းတနော်သားကြီးဦးတန်းပြောပြီးသားစကားတွေပြန်ပြောရတော့မကောင်းဘူးနိုင်ငံရေးစနစ်တွေအားလုံးနဲ့မှာတဲ့ဒီမိုကရေစီစနစ်ကအကောင်းဆုံးပါတဲ့ကျွန်တော်စကားကိုဖြည့်ပြောမယ်လက်ရှိအရာဒီမိုကရေစီစနစ်ကအကောင်းဆုံးနိုင်ငံရေးမှာပြည့်စုံတဲ့စနစ်ဆိုတာမရှိဘူးဒီထက်ကောင်းတဲ့စနစ်တွေပေါ်ချင်ပေါ်လာလေဦးမယ်အခုလောတော့မပေါ်သေးဘူးပေါ်လာရင်ကျွန်တော်လိုက်ပြောင်းအောင်ပါအမရည်စရာပေါ့ဒီမိုကရေစီတက်ပိုကောင်းတာဟိုမိုကရေစီကပိုကောင်းတယ်ဆိုကျွန်တော်ဟိုမိုကရေစီပြောင်းအောင်ပါအဲ့တိုင်းပြောင်းတော့မှကျွန်တော်ဟိုမိုကရေစီရရှိရေးတို့ရေးလုံးပါလောလောဆယ်တော့ဒီမိုကရေစီကအသင့်တော်ဆုံးဒါပေမဲ့ဒီမိုကရေစီဆိုတာတဲ့ပညာနဲ့အုပ်ချုပ်တဲ့နိုင်ငံရေးစနစ်ပညာနဲ့ကျင့်သုံးတဲ့နိုင်ငံရေးစနစ်ဖြစ်ပါတယ်တဲ့ဒါကြောင့်အဲ့ဒီစနစ်ကိုကျင့်သုံးမဲ့အကောင့်ထဲပေါ်မဲ့အစိုးရကောပြည်သူလူထုကောဟာနိုင်ငံသူနိုင်ငံသားတိုင်းဟာဉာဏ်ပညာနဲ့စင်ကြင်တုံတရားနဲ့ပြည့်စုံဖို့လိုအပ်ပါတယ်တဲ့အဲ့ဒီလိုမှမဟုတ်ဘဲနဲ့စင်ကြင်တုံတရားမဲ့စွာဉာဏ်ပညာမဲ့စွာကျင့်သုံးဖြတ်တန်းကြမယ်ဆိုရင်တော့ဗျံပရာဒီမိုကရေစီကိုပဲပေါ်ပေါက်စေပါလိမ့်မယ်ကျွန်တော်တို့ကဖြစ်နေတဲ့ချက်တောင်းတာကဒီမိုကရေစီပြောနေဆိုနေလုံနေကြိုင်နေတာကမဲမဲစရာစောတော့လူဆိုရင်အသက်က40ပညာတတ်တယ်နေတာစင်ကာပူပြောတဲ့စကားကအစင်တမ်းမရှိဘူးကျွန်တော်ကိုဝေဖန်ရင်ကျွန်တော်ကိုစိတ်ငုံငုံတေချာလေးလာပြီးမှဝေဖန်နေဆိုရင်တော်တော်လေးကျွန်တော်ကဝန်သားမှာပြောချင်တာတော့ဒါအခုကျွန်တော်ပြောချင်တဲ့စကားလမ်းကြောင်းလေးကိုအခြေခံတာမို့လို့နမူနာယူပြောတာဒီတဆိုးတဲ့ဝေဖန်ဆဲစာတွေအများကြီးပါကျွန်တော်နာမည်ကြီးတက်ပြီးတော့တခြားလူရဲ့နာမည်လည်းပါတယ်ခြားလူတွေကိုတော့ကျွန်တော်နာမည်ထည့်မပြောတော့ဘူးကိုနာမည်ပဲကိုထည့်ပြောမယ်ညီမင်းညောစားလိုက်တာတိုင်းပြည်ပတ်တောင်းစားနေတဲ့သတောင်းစားတွေတဲ့ကျွန်တော်တို့ကော်မတီကဖိတ်တာနော်ပညာလင်းစေတနာလင်းကော်မတီကကျွန်တော်တို့ဖိတ်တာနော်ဖိတ်တာတော့မှကျွန်တော်တို့အားတဲ့ရက်ကိုတည်တည်ဆာဆာညှိနှိုင်းပြီးဖိတ်ရတာနော်ဖိတ်တဲ့ရက်တွေမအားလို့ဟိုဘက်ရက်တွေဒီဘက်ရက်တွေပြောင်းပြီးဖိတ်ရတာနော်ကျွန်တော်တို့ဟောချင်လာပါရဲ့ဆိုပြီးတော့လာပြောလို့ရောက်လာတာမဟုတ်ဘူးနော်ရှေ့မှာကလေးတို့သမီးတို့သားတို့ရှိလို့ဆရာသားတတရနဲ့အရွယ်ပါနော်အဲ့တော့မင်းတို့ကဆရာသားသမီးအရွယ်ပါစာပေစင်မြင့်ဆိုတာကျွန်တော်ပြောချင်လို့ပါကျွန်မပြောချင်လို့ပါဆိုပြီးစင်မတက်လာလို့ရတဲ့ကိစ္စမဟုတ်ဘူးဗျဖိတ်မှပြောလို့ရတာဟုတ်ပါသလားအဲ့ကျွန်တော်လည်းတော့သိတော့စိတ်မရှိဘူးဗျအဲ့တော့ဆဲအနေနဲ့လို့ကျွန်တော်တခေါက်တော့ပြောလိုက်မယ်အေးမင်းတို့ကျန်တာတွေခဏထောင်းကွာအဖိတ်ခံရအောင်တော့အရင်လှုပ်လိုက်အောင်နည်းနည်းမှရင့်သွားမလားမသိဘူးမင်းတို့နာမည်လေးလည်းလူသိအောင်လုပ်လိုက်အောင်မင်းတို့ဘာလဲလို့ပေးတဲ့ကိုလည်းအကြောင်းကြားလိုက်အောင်ပြီးမှငါတို့လာဆဲပြောချင်တာကဝေဖန်စရာတွေရှိပါတယ်အပြစ်တင်စရာတွေရှိပါလိမ့်မယ်ဝေဖန်ဖို့ကောင်းကောင်းမွန်မွန်ဟာစာပေစင်မြင့်မှာတချင်းဆိုတာတွေမကြိုက်ဘူးဗျာမကြိုက်ဘူးပြောပေါ့ဟိုမှာဥဖုံးဆိုတယ်ခုကျွန်တော်နောက်ကဆရာချင်းဦးလို့ဆိုချင်းဆိုမယ်မဆိုချင်းမဆိုဘူးစိတ်ပိုင်ဆိုမယ်စိတ်ပိုင်မဆိုဘူးဆရာမောင်သားဆိုမနေ့ပြန်လာမယ်မောင်သားဆိုတခါတည်းမှာအတန်မြိုင်နဲ့អော်ရတယ်မကျွန်တော်ပြောတာရှင်းရှင်းလေးမကြိုက်ဘူးဗျာဘာကြောင့်မကြိုက်ဘူးရေရာပြောမဆဲနဲ့လေကျွန်တော်ပြောတာဟုတ်တယ်မလားဆရာနေဝင်းမြေတချင်းဆိုတယ်ဟာတချင်းဆိုတာချင်းတူပေမဲ့ကျွန်တော်တို့ဆရာနေဝင်းမြေဆိုတာတော့ကြိုက်တယ်ဗျဆရာချင်းဦးညိုဆိုတာတော့ကြိုက်တယ်ဗျဥပုံးတို့မောင်သားချိုတို့ဆိုတာတော့မကြိုက်ဘူးလို့ဆိုရင်လေအကျိုးနဲ့ကြောင်းနဲ့ပြောအကျိုးနဲ့ကြောင်းနဲ့ပြောလက်ခံတာရှင်းလက်ခံမယ်ပြင်တာရှင်းပြင်အခုတော့အားလုံးဒါပဲလို့လုပ်တဲ့ကိစ္စကတော့အဲ့တော့လူတိုင်းပြောတတ်တယ်ဗျာခက်တာမျက်နှာချင်းတိုင်ကြအောင်လဲမပြောရဲဘူးနာမည်လည်းတက်ပြီးမပြောရဲဘူးဘာနဲ့တူနေလဲဆိုတော့တကယ့်ကို
ရက်ကွက်ထဲမှာအတင်းပြောသလိုပဲကြာတော့ကျွန်တော်တို့ကစိတ်မရှိတော့ဆိုတော့ဒါကျွန်တော်တို့တိုင်းပြည်နိုင်ငံဖြစ်နေတဲ့အနေအထားနိုင်ငံရဲ့ကြာဆုံးမှုကိုနိုင်ငံရဲ့တွင်းဆုံးကြမှုကိုကျွန်တော်မြင်စေချင်လို့စာပေဖတ်ဆိုလေ့လာမှုကအင်မတန်နည်းသွားတဲ့အခါမှာဒီနေ့အချိန်တွေရင်ဆိုင်ရကျွန်တော်သိတာပေါ့ကျွန်တော်မွေးမြူနဲ့ကုသရေးဆိုင်ဆရာဝန်ပွဲရတယ်ဗျာကျွန်တော်ဆရာဝန်တယောက်ဗျာကျွန်တော်ပညာရေးဆရာဝန်တယောက်ဗျာကိုရန်စန်တန်းကိုဇီဝဗေဒဘာသာရသင်ပေးတဲ့ကျူရှင်ဆရာတယောက်လောက်တဲ့25နှစ်ရှိရန်ကုန်မြို့ရဲ့နာမည်ကြီးကျူရှင်ဆရာကြီးထဲမှာကျွန်တော်ပါတယ်ဗျာတယောက်ပါကျွန်တော်ငပေါ်တော့မဟုတ်ဘူးဗျာကျွန်တော်ဘကောကပြည်သားကိုရင်ဖွင့်နေတာနော်ကျွန်တော်ငပေါ်မဟုတ်တာတော့သိကြတယ်ဟုတ်ပါသလားကျွန်တော်ငပေါ်မဟုတ်တာတော့သိကြတယ်အဲ့တော့ရုပ်ရှင်ဇာကားတွေထဲမှာလည်းပေါ်တော်တော်ဇာကားတွေရှိတယ်သင်းတွေထဲမှာလည်းပေါ်တော်တော်သင်းတွေရှိတယ်အဲ့ဒီလိုပဲစာပေစင်မြင့်မှာလည်းခတ်ပေါ်ပေါ်ခတ်တော်တော်ရှိကောင်းလဲရှိမှာပေါ့ရှိရင်ဝေဖန်လေဗျာဘယ်သူကတော့ဘယ်ညမှာဘယ်လိုပြောသွားတာကျွန်တော်တို့မကြိုက်ပါဘူးဝေဖန်မှာအခုတော့ကျွန်တော်တို့ကရောပြောခံရောဆဲခံနာမည်တက်ပြီးဆဲပါဆိုတော့လည်းမဟုတ်ဘူးတတ်တည်လည်းမရှိကြဘူးအဲ့တော့အခုဒီမှာဗီဒီယိုလေးနဲ့လည်းရိုက်ထားတယ်နောက်တစ်ချို့ကလည်း live တွေပါတယ်လွှင့်တယ်လို့ပြောပါတယ်ကျွန်တော်အဲ့စာပေလောကတွေကလူတွေကိုပဲသိစေချင်တာပါဒီဇိုင်းတွေကိုတော့သိမသိစေချင်ပါဘူးဆိုတော့ကျွန်တော်တို့ဒါလေးကိုတော့စိတ်နှလုံးမချမ်းမမြေ့ဖြစ်ရတယ်တခါတည်းမှာသူတို့ကပြောသေးတာဗျဟောစားနေတဲ့ကောင်နေတဲ့ကျွန်တော်တို့ဟောစားနေတဲ့ကောင်အဲ့တော့ကျွန်တော်လည်းငကိုလေးကကျွန်တော်ဘဝတစ်လျှောက်လုံးမှာကျွန်တော်ပျော်ပျော်ရွှင်ရွှင်နဲ့နောက်ပြောင်ပြောင်နေခဲ့တာပျော်ပျော်ရွှင်ရွှင်နေခဲ့တာအဲ့ကျွန်တော်ချက်ချင်းမပြောင်ပြောတယ်ဟောစားတာပဲကွာလို့ခိုးစားတာမှမဟုတ်တာဘာဖြစ်လို့လဲဟောစားတာလေခိုးစားတာမဟုတ်ဘူးလေမင်းတို့ကခိုးစားနေတဲ့ကောင်တွေကြတော့ဒူးထောင်နေပြီးတော့ငါတို့ကိုကောင်းကောင်းဝယ်ဟောစားတဲ့ကောင်ကြမှာမင်းတို့အပြစ်ပြောသလားကဘေးရင်ဆရာဟောမစားလို့ဘယ်လိုစားမှာစားတင်ဆရာကစားတင်မစားလို့ဘယ်လိုစားမှာဆရာဝန်ကဆေးထိုးမစားလို့ဘယ်လိုစားမှာတော့အဲ့ဒါဆိုရင်တဏှာကြီးတွေခြင်ထားတဲ့ကောင်ကျွန်တော်ဘယ်လိုပြောရမလဲအေးမင်းတို့လည်းတဏှာကြီးပြပြီးစားပေါ့ကွာလို့ပြောရင်ဖန်ခံအောင်မယ်ဆရာဝန်ကဆေးထိုးပြပြီးစားမှာပဲစာရေးဆရာကလောင်ပြပြီးစားမှာပဲဒါပေမဲ့နေပါအောင်ဟောစားတယ်လို့စကားကိုအလွယ်တကူပြောအောင်အဲ့ဒီအလုံးလုံးချင်းကဒါလေးပဲလားဒါနီးလို့ပါဒါလေးကနီးလို့ရန်ကုန်နဲ့ပဲခူးနဲ့ကနီးလို့ဒါတော့ကျွန်တော်အေးမွားခဲ့ပြီးခဲ့တဲ့အဲ့ရှိကကလေးတမှုရန်ကုန်ကနေကလေးကိုလေရင်နဲ့ကလေးကနေတမှုမိုင်86မိုင်ကားနဲ့တနင်္ဂနွေသွားရောက်တယ်ဟောလာတော့တနားကြီး15ပဲမနေ့တည်းအစိုးရ40ကိုမနေ့9နာရီတည်း40ဆင်းပြီးသွားရတာလေအဲ့ဒါကျွန်တော်အလုံးလုံးချိန်နေမဟုတ်ဘူးလားအဲ့တော့ပြောချင်တာကတောင်းထားတာကဒီမိုကရေစီလူတွေကဒီမိုကရေစီကိုကောင်းကောင်းနားလည်ဖို့မရဘူးပညာမဲတဲ့လူကနားမလည်တာကိုကျွန်တော်ဝင်မနေဘူးအခုပညာတတ်ပါတယ်ဆိုတဲ့လူတွေကိုယ်တိုင်စာပေလောကသားပါဆိုတဲ့လူတွေဒီလူတွေကစာတော့ပြောတောင်ပြောတွေမြင်ရတဲ့ခါမှာကျွန်တော်တို့အခုလိုဒါကျွန်တော်ခုစပြီး challenge လုပ်တာပါကျွန်တော် challenge လုပ်တာကျွန်တော် Facebook ပေါ်လဲကျွန်တော်ပြောမှာနာမည်တက်ပြီးကျွန်တော်ပြောမှာမင်းတတ်ရှိလားတတ်ရှိရင်ပြောတတ်မရှိရင်မင်းမပြောနဲ့ကြီးငယ်ကျွန်တော်စော်တော့မှာကျွန်တော်တိခါနာနဲ့ကုံသွားပြီကျွန်တော်တိခါနဲ့အတိုင်းတာကုံသွားပြီစော်ကားလာနဲ့များလာပြီဆိုတော့ကျွန်တော်တို့ဒီနေ့စာပေပြောပွဲတွေဟောပါလိမ့်တိုင်းပြည်ရဲ့အခြေအနေနဲ့လာရောညီတွေဖြစ်တဲ့စကားတွေကိုပြောရပါတယ်ပြီးတော့ဒီပွဲတွေကကိုဟောချင်တိုင်းဟောလို့ရတဲ့ပွဲတွေမဟုတ်ဘဲနဲ့ကော်မတီကဖိတ်မှဟောရတာပါကော်မတီကမဖိတ်ရင်ဟောလို့မရဘူးတိုးတော့အရာရာကြဆင်းလာတာကိုတော့ကျွန်တော်လက်ခံပါလေလက်ခံဘာလို့လဲတချင်းတွေထဲမှာလဲပေါ်တော်တချင်းတွေရှိတာပဲအတိတ်ပဲမဲ့တဲ့တချင်းတွေရှိတာပဲပြောရင်နှခမ်းဒီမှာလေးတွေစိတ်ဆိုးမယ်ဟဲ့အောင်မင်းစော်တယ်ငါစော်ပူမိုက်တယ်ငါစော်ပူမိုက်တယ်ဘာချင်းလဲဟဲ့အောင်မင်းစော်တယ်ငါစော်ပူမိုက်တချင်းလားတကီတာလားကျွန်တော်မငင်းဘူးနော်စောင်းတိုင်းခန်းလိုက်ဟာနှခမ်းဒီမှာလေးတွေအသေးဆွဲဆိုတော့ဒါပေမဲ့ကျွန်တော်စောင်းတိုင်းခန်းလိုက်ကိုအထင်ကြီးတာတွေလေးစားတာတွေတတ်တတ်ရှိတယ်ဒီတချင်းတော့ကျွန်တော်သဘောမတူဘူးမင်းစော်တယ်ငါစော်ပူမိုက်တယ်ဟဲ့ငါစော်ပူမိုက်တယ်ကျွန်တော်လက်မခံဘူးကြိုက်ဒါပေမဲ့အဲ့ချင်းတော့ပေါက်သွားပြီလက်ခံတာပါတာနိုင်ငံလုံးတော့ပေါက်သွားပြီ
ဘယ်လောက်ဒီပေါက်တယ်လဲဆိုတော့မြန်မာမျိုးသမီးများနေ့ဇူလိုင်3ရက်နေ့မှာစမ်းတိုင်းဦးဆောင်တဲ့အဖွဲ့တိုက်ပုံအင်ကြီးအနက်တွေနဲ့စင်ပေါ်တက်လာတယ်ကျွန်တော်ကြည့်ဒီကောင်တွေဘာမှဆိုမလဲပေါ့ဖွင့်လိုက်တယ်ဟောမင်းစော်တယ်ငါစော်ဖို့မိုက်တယ်ငါစော်ဖို့မိုက်ဟာအောက်ကလူကြီးကတော့ဝင်ကြီးချုပ်ကတော့ဘာကတော့ညာကတော့အမလက်ကုတ်တွေဖုံဖုံတီးလို့လူကြီးကတော့တွေကတော့ဒီလိုလက်ကုတ်တန်တွေဖုံဖုံနေဆိုရင်တော့ပွဲပြတ်ပြီပေါ့အဲ့တော့စမ်းတိုင်းကလည်းပြန်ပြောတယ်ခင်ဗျားမကြိုက်ချင်နေပါတဲ့ဒါပေမဲ့တနင်္ဂနွေကကြိုက်တယ်ဗျဆိုင်ကအဲ့လိုအောင်မြင်တော့နောက်ကဟဲလေးကလိုက်လို့တယ်တဆင်းနာမည်ကစမူစာတဲ့စမူစာတော့ဘာကိုရင်ညွှန်းတယ်ဆိုတာအားလုံးသိပါတယ်ဘာစကားရစမူစာဆိုတာဘာကိုရင်ညွှန်းတယ်ဆိုတာအားလုံးသိပါစမူစာတဲ့အဲ့တော့သူကလည်းပြောတယ်ခင်ဗျားတို့မကြိုက်ချင်နေတယ်ကျွန်တော်အားပေးတဲ့လူကအများကြီးပဲတဲ့ဒါတချင်းလားတချင်းတွေထဲမှာလည်းပေါ်ပဲချင်းတွေထွက်လာတယ်ရုပ်ရှင်ဇာတ်ကားတွေမှာလည်းပေါ်ပဲဇာတ်ကားတွေထွက်လာမြင့်မြတ်နာမည်ကြီးတယ်မြင့်မြတ်တကားကို3800ပေးရတယ်မြင်းမြတ်နဲ့ရိုက်ခွင့်ရဖို့3800ပေးရတယ်ကျွန်တော်သား2ယောက်ကဗမာကားကြိုက်တယ်ဗမာကြိုက်တော့ကျွန်တော်ဖေးအားရရဲ့သားတို့ရုပ်ရှင်လိုက်ပြအေးကြည့်ဘာကားကြည့်မှလဲကျွန်တော်သားငယ်လေးကစကားတတ်တယ်ဘာကားလဲငါသားဟီဟာဖေးတဲ့ဟီဟာဟာသားငယ်လေးအဖေမင်းနေတယ်ဘာကားလဲလို့ဟီဟာဖေးတဲ့မင်းငါစိတ်တော့မလုံးနဲ့တော့လို့မင်းတို့ညီကိုတွေဟာတာကားကြိုက်မှန်းငါသိတယ်ဟာတာကားဟီဟာမှန်းလည်းငါသိတယ်ငါမင်းနေတာအခုဇာကားနာမည်ဘာလဲလို့ငါမင်းနေတာငါစိတ်တော်လာပြီနော်လို့တားငယ်လေးကကျွန်တော်ထက်ပိုပြီးစိတ်တိုးပါတယ်ဇာကားရဲ့နာမည်ကဟီဟာပါဆိုမှပြတယ်အဖေကလည်းဘာမှလည်းမသိဘူးလေကျွန်တော်တယ်လီဖုန်းလေးလာထိုးပြတော့ကြည့်လိုက်တော့ဇာကားရဲ့နာမည်ကဟီဟာဟာအဓိကသရုပ်ဆောင်ကမြင့်မြတ်မို့ကျွန်တော်ပြောတာနာမည်ပေးစရာအဲ့လောက်ရှားလားမို့စဉ်းစားပါမို့နာမည်ပေးစရာအဲ့လောက်ရှားလားကျွန်တော်ပြောတာနိုင်ကြမှုကိုပြောနေတာနော်ရှိပါလေရှေ့မှာလဲရိုက်တက်ကားတွေဇာကားနာမည်ဖတ်လိုက်တာကျွန်တော်မှတ်မိတာတော့ပြုတ်ဆောင်ပွင့်ပါတယ်ပွင့်ဇာကားနာမည်ကြည့်လိုက်တော့ငါနှမလေးပွားသွားပြီအဲ့တော့ကျွန်တော်တခုံးပြန်မေးလိုက်ပါတယ်မင်းနှမပွားတော့ငါဘာလုပ်အောင်မလုပ်ဒီတကောင်းတဲ့နာမည်မရှိဘူးလားအကားအချစ်အနစ်ကမြတ်တာကြော့ကိုချစ်မလားစော့ကိုချစ်မလားဒီဆောင်ဟေးမန်အပြန်လန်းမှချစ်မြတ်တာဆိုလိုတာကကောင်းကောင်းကန်းကန်းဇာကားနာမည်တွေအများကြီးပဲဟုတ်တယ်နော်ကြော့နဲ့ကြော့တီးကိုတီးအစရှိတော့အခုတော့ဇာကားနာမည်ကငါနှမလေးပွားသွားပြီမင်းနှမပွားတော့ငါဘာလုပ်ရမှာလဲဇာကားနာမည်ကဟီဟီဟာရုပ်ရှင်နေကြာဆုံးသွားတယ်တခြင်းနေကြာဆုံးသွားအဲ့လိုပဲစာပေစင်လဲကြာဆုံးကောင်းကြာဆုံးပါလိမ့်မယ်ကျွန်တော်ပြောတာနားလည်မလားမသိဘူးကြာဆုံးရင်ကြာဆုံးအောင်လုပ်တဲ့သူကိုဝေဖန်နေဗျာကောင်းကောင်းမွန်မွန်ဖော်ဆောင်နေတဲ့လူတွေကိုတော့မထိခိုက်နဲ့လေကျွန်တော်တို့ကတခြင်းဆိုနေတဲ့တခြင်းအစိုးရတွေအားလုံးကအသုံးမကျဘူးလို့ကျွန်တော်ခေါင်းမှမပြောဘူးဟုတ်သလားဆိုင်ခန်းလိုက်ကိုတော့အဲ့ဒီတပုတ်ထဲသဘောမတူတာလို့ကျွန်တော်ပြောတယ်ဟဲလေးကိုတော့အဲ့ဒီတပုတ်ထဲသဘောမတူတာလို့ကျွန်တော်ပြောတယ်သူတို့ကောင်းတဲ့သင်းတွေသက်ရှိတယ်ကျွန်တော်တို့အဲ့လောက်ဒီစီကန်းရှိတယ်ရုပ်ရှင်ဇာတ်ကားတွေမှာလည်းအဲ့ဒီတပုတ်ထဲကိုပဲကျွန်တော်တို့ကအဲ့ဒီတကားထဲကိုပဲကျွန်တော်တို့ကပြောနေတာကျန်တဲ့သူတို့ကောင်းတဲ့ဇာတ်ကားတွေရှိကောင်းရှိဘယ်နဲ့ကျွန်တော်တို့ကြာမှာအခုဟိုလူကဝိုင်းဆဲဒီလူကဝိုင်းဆဲအဲ့လိုတော့မဖြစ်ထိုက်ဘူးထင်ပါတယ်အတောင်းထားတဲ့ဒီမိုကရေစီနဲ့ကျွန်တော်တို့ဖြတ်သန်းနေတဲ့ဘုံဘန္ဒရာနဲ့ကတော့တိတ်တော့မကိုက်ဘူးအဲ့တော့အဓိကပြောချင်တာပါလေကျွန်တော်တိုင်းပြည်ကျွန်တော်နိုင်ငံရဲ့ဝင်းနေစရာကောင်းလောက်တဲ့ကြာရှုံးမှုတစ်ကျွန်တော်ပညာကောင်းကောင်းမတတ်ဘူးပညာကောင်းကောင်းမတတ်ဘူးနှစ်စာပေအမှုပညာနဲ့တအားဝေးသွားတော့ဘာသာတရားအပေါ်မှာလည်းကျွန်တော်တို့လေးလေးနက်နက်မရှိဘူးပြောစရာတွေတော့အများကြီးကျွန်တော်ချိန်နဲ့ကျွန်တော်၃ချက်ပဲပြောမှာအဲ့ဒီ၃ချက်ကိုပြင်နိုင်ရင်ကျွန်တော်တိုင်းပြည်ကောင်းလာစရာရှိသေးတယ်အဲ့ဒီ၃ချက်ကြောင့်ကျွန်တော်တိုင်းပြည်ကြာဆုံးနေတယ်ဒါကျွန်တော်ရဲ့ opinion ကျွန်တော်ရဲ့အမြင်တစ်ကျွန်တော်ပညာကောင်းအောင်မတတ်ဘူးသူငယ်လာနေ10တန်းဒီ17နှစ်အခုပညာရေးကိုပြုပြင်ပြောင်းလဲနေတယ်နော် KG+12 နိုင်ငံသားနဲ့အတူတောက်လျှောက်သင်ခဲ့တာကတော့သူငယ်လာနေ10တန်းဒီ17တန်းတက်ကတူ5နှစ်ကိုထားလိုက်အောင်အင်္ဂလိပ်စာသင်တယ်17နှစ်သင်လား
ပြောတတ်လားအင်္ဂလိပ်လိုပြောတတ်လားပြောတတ်ဘူးပြောတာမပြောတတ်တာသူမပြောလို့လည်းနားမလဲဘူးကိုယ်လည်းမပြောတတ်ဘူးသူမပြောလို့လည်းနားမလဲဘူးရေးတတ်လားတော့လေတလွဲတယ်သူမရေးတာဖတ်တတ်လားဆိုတော့လေမရှင်းဘူးကျွန်တော် subject verb object နဲ့တိုင်ပတ်နေတဲ့ကောင်တွေဒီကြားထဲမရှိတဲ့ verb 1 verb 2 verb 3ကအော်သေးတယ် verb 1 verb 2 verb 3ဆိုတာအင်္ဂလိပ်စာမှာမရှိဘူးဗျ present tense past tense past perfect ဒါတွေရှိမယ်အဲ့ဘာဖြစ်လဲစက်တနစ်သင်ပြီးမတတ်တဲ့ကိစ္စတခုတော့မှားနေပြီနိုင်ငံသားတို့အမြန်အင်္ဂလိပ်စကားပြောတင်တာ3လတမင်သားရေတော့3လလေတမင်သားရေတော့ yes no okay နိုင်ငံသားတို့အမြန်6လနည်းနည်းပါးပါပြောတတ်တာနိုင်ငံသားတို့တစ်နှစ်လဲလဲပတ်ပတ်နိုင်ငံသားတို့2နှစ်ပပနနနိုင်ငံသားတို့3နှစ်ကျွမ်းကျွမ်းကျင်ကျင်3နှစ်ဆိုတတ်ကျွန်တော်က7နှစ်တင်ပြောလည်းမပြောတတ်ဘူးရေးလည်းမရေးတတ်ဘူးဖတ်လည်းမဖတ်တတ်ဘူးသူများပြောတာလည်းနားမလဲဒါဆိုမှားမနေဘူးလားမှားနေတယ် language လို့ခေါ်တဲ့ဘာသာစကားကိုဘာသာစကားလို့သင်မှတတ်မှာပေါ့ subject လို့ခေါ်တဲ့ဘာသာရပ်ကိုဘာသာရပ်လို့သင်မှတတ်မှာပေါ့ဘာသာစကားကိုဘာသာရပ်လို့သင်တော့ဘာသာစကားလည်းမတတ်ဘာသာရပ်လည်းမတတ်အင်္ဂလိပ်စာဘာသာစကားကိုဘာသာရပ်ကိုနှစ်ခုလုံးပေါင်းနေတဲ့ဟာလေဘာသာစကားအပိုင်းကိုဘာသာစကားအတိုင်းသင်ပြောကြအဆိုကြဆရာရောဆရာမရောကလေးတွေရောဘာသာရပ်ကိုဘာသာရပ်အတိုင်းသင်အခုတော့ကျွန်တော်တို့ကဘာသာစကားကိုဘာသာရပ်ပုံစံသွားလုပ်ပြီး subject verb object လုပ်နေတာနဲ့တိုင်ပတ်ပြီးဘာမှမတတ်စကားကိုကောင်းအောင်ပြောကြပါစို့လွယ်အောင်ပြောကြလွယ်အောင်ရှင်းအောင်ပြောကြပါစို့နဲ့တနေ့ရောက်တော့ကလေးမလေးလာနှုတ်ဆက်တယ်ကလေးလေးဆရာရဲ့သား၄တန်းနဲ့ကြောင်းထွက်ရတာဆရာအေးပါလို့ဆရာသမီးက၈တန်းမအောင်ဘူးတဲ့အေးလို့ခန္ဓာမှုလို့တဲ့ကလေးဆရာသမီးက10တန်းအောင်နေဆရာတဲ့တက်ကတူတော့မတက်ဖြစ်တော့ဘူးတဲ့ဟိုဘက်ကတယောက်ကဆရာသမီးကဘွဲတော့ရတယ်ဆရာတဲ့ဒါပေမဲ့သမီးအဝေးတင်နေရတာတဲ့မျက်နှာလေးငယ်လေးအေးပါလို့ခုန၄တန်းမောင်တဲ့ကောင်လေးကဆရာလည်းကျွန်တော်တို့အေးပါကြီးပဲပြောနေတာပဲတဲ့အပိစကားလေးပါလေပြောအောင်မှာပေါ့လေကျွန်တော်အားငယ်နေတာအားမငယ်ပါနဲ့ကွာမင်း၄တန်းမအောင်တဲ့အခြေအနေကနေအဝေးတင်နေဘွဲရတဲ့အထိဒုနိုင်ငံမှာဘာမှမတတ်တာချင်းအတူတူပါပဲလို့ဘာမှမတတ်တာချင်းအတူတူပဲအဝေးတင်နေပါလေမနာနဲ့နော်မနာပါနဲ့အနည်းကတော့တင်လာတော့မတတ်တာအဝေးတင်ဆိုတော့ပို့ဆိုးပေါ့10ရက်ဗျာစာဝတ်တွေလိုက်ကောက်နော်အဲ့တော့ရည်ရွယ်ချက်ကပါလေကလေးတွေကိုတကယ်ပညာတတ်စေချင်လို့မဟုတ်ဘူးကျွန်တော်စကားတွေကိုကျွန်တော်ခိုင်လုံအောင်ပြောမယ်နော်ကျွန်တော်စကားပြောတဲ့အခါမှာဘယ်တော့မှရေးရမရှိတဲ့အကြောင်းအရာကိုကျွန်တော်ပြောလို့မရှိဘူးခိုင်လုံလုံပြောလို့ရှိတယ်ရှင်းအောင်ပြောလိုက်မယ်သမီးတို့နိုင်ငံရဲ့ဘယ်ဘွဲကိုမှနိုင်ငံတကာကအတိမမပြုဘူးရှင်းအောင်ခိုင်မြန်မာစာလွယ်လို့မနေ့ပြန်လာဟောမယ်ဆရာမောင်သားချိုနာမည်ရင်းကညွန့်တော့ဘွဲကဒေါက်တာညွန့်တော့ PhD ပါရဂူဘွဲမြန်မာစာမောင်သားချိုကဘွဲ၄ဘွဲရတယ် BA MA ပါညာပေါ့မြန်မာသားအဲ့တော့ကျွန်တော်တို့နိုင်ငံရဲ့ဘယ်ဘွဲကိုမှနိုင်ငံတကာကအတိမမပြုဘူးချွင်းချက်မြန်မာသားမပါဘာဖြစ်လို့လဲဂျပန်နိုင်ငံကဂျပန်လေးတွေကမြန်မာစာသင်ချင်ရင်ဒေါက်တာညွန့်တော့ကိုဖိတ်ရတယ်ဒေါက်တာညွန့်တော့ကဲ့သို့ပါမောက္ခကိုဖိတ်ရတယ်တရုတ်နိုင်ငံကတရုတ်လေးတွေကမြန်မာစာသင်ချင်ရင်မြန်မာသားပါမောက္ခကိုဖိတ်ရတယ်ဒါကြောင့်ကျွန်တော်နိုင်ငံရဲ့ပညာအရေးအသွေးတွေထဲမှာမြန်မာစာကလွဲလို့ကြံတဲ့ဘယ်ဘွဲကိုမှနိုင်ငံတကာကအတိမတ်ပြုခြင်းမရှိဘူးကျွန်တော်ကဗမာနိုင်ငံမှာဆရာဝင်မယ်ဒါပေမဲ့ကျွန်တော်စင်ကာပူနိုင်ငံရောက်သွားရင်ဆရာဝင်မဟုတ်တော့ဗမာပြည်မှာတော့ကျွန်တော်ဆရာဝင်မယ်ဘာဖြစ်လို့လဲကျွန်တော်လည်းအတူတူကြောင်းပြီးတဲ့မွေးမြူနယ်ကုသရေးဆိုင်ရာဆရာဝန်တွေစင်ကာပူမှာအများကြီးပဲကျောင်းတက္ကသိုလ်တွေလှုပ်နေကြဒေါ်လာ3000 4000 5000 သိန်း30 40 50ကျွန်တော်လည်းနှစ်တိုင်းရောက်တယ်သူများပေါင်လှန်ထောင်းရင်ထိခိုက်မှာဆိုလို့ကိုပေါင်မဲ့ကိုလှန်ထောင်းပါမယ်အဲ့ဒီကျွန်တော်တကယ်ချင်းတွေအကုန်လုံးဟာစင်ကာပူမှာအဲ့ဒီတရိတ်ဆိုင်ရုံတွေမှာအဲ့ဒီစေးခန်းတွေမှာဆရာဝန် status ဆရာဝန်အဆင့်နဲ့တာဝန်ထမ်းဆောင်နေတာမဟုတ်ဘူးနော်လွယ်အောင်ပြောမယ်ဒုနာပြူအဆင့်လောင်းနဲ့လှုပ်နေတာဗမာပြည်ကယူသွားတာဆရာဝန်ဘွဲ့ဟိုနိုင်ငံမှာလှုပ်တာဒုနာပြူအဆင့်အဲ့ဒီနိုင်ငံမှာပါဆရာဝန်လို့အသိမှပြုတ်ခံနေတယ်ဆိုရင်အနည်းဆုံးဩစတြေးလျသို့မဟုတ်ကနေဒါသို့မဟုတ်အင်္ဂလန်သို့မဟုတ်အမေရိကအဲ့ဒီတက္ကသိုလ်တစ်ခုကမာစတာဘွဲ့တစ်ခုထပ်ယူ6နှစ်လောက်ချိန်ပေးရမယ်ထပ်ယူပြီးရင်တော့ဒေါက်တာအဖြစ်အသိမှပြုမယ်လစာလည်းပို့တိုးတော့မူလ3000ရရင်နောက်ကျ9000လောက်ရသွားမယ်8000လောက်ရသွား
ကျွန်တော်ပြောချင်တာမြင်ပါသလားကျွန်တော်တို့နိုင်ငံရဲ့ဘယ်ဘွဲ့ကိုမှပြပကအတိမတ်ပြုခြင်းမရှိဘူးဒါဆိုကျွန်တော်တို့ရဲ့ပြည်နိုင်အရေးသွေးကဘယ်လောက်ထိနောက်ကျနေလဲဆိုတော့စဉ်းစားကြည့်ပါဒီအကြောင်းလေးတွေပြောရင်ကျွန်တော်နည်းနည်းအားပါတယ်အခုက2020ကျွန်တော်ပြောမှာ3ချက်ထည့်ပြောမှာနော်ပညာရေးရဲ့စာပေအနုပညာရဲ့ဘာသာရေးရဲ့3ခုပဲပြော1920ကစခဲ့တဲ့ရန်ကုန်တက္ကသိုလ်ရဲ့အမရီအခု2020ရန်ကုန်တက္ကသိုလ်နှစ်တရားရန်ကုန်တက္ကသိုလ်နှစ်တရားရှိအရှိတောင်အာရှမှာတစ်ချိန်လုံးကနာမည်လေးရခဲ့တယ်ဗျရန်ကုန်တက္ကသိုလ်ကကျွန်တော်တို့ကြားဘူးနာဝရှိတဲ့ကျွန်တော်တို့မမွေးသေးဘူးလေကြားဘူးနာဝရှိတာလေးနဲ့ပြောရင်စင်ကာပူကလာတက်ရတယ်ထိုင်းကလာတက်တယ်လာအိုကလာတက်ရတယ်ဗီယက်နမ်ကလာတက်ရတယ်ဆိုတာမျိုးရှိဂျပန်ကလာတက်ရတယ်ဆိုတာမျိုးဖြစ်ရန်ကုန်တက္ကသိုလ်နောက်ဆုံးကျွန်တော်ကြားဘူးတဲ့စကားပါလေစင်ကာပူဝန်ကြီးချုပ်လီကွမ်ယူရန်ကုန်တက္ကသိုလ်လာကြည့်ပြီးရန်ကုန်တက္ကသိုလ်ရဲ့ campus ပရဝုံကိုကြည့်ပြီးပြောတဲ့စကားစင်ကာပူမှာဒီရန်ကုန်တက္ကသိုလ်လို့တက္ကသိုလ်မျိုး10နှစ်အတွင်းဖြစ်အောင်လုပ်မယ်လို့ကြွေးကြော်သွားတယ်ဒီစကားတွေပြန်ကြားကျွန်တော်တို့တိတ်မခေခဲ့ဘူးအရှိတောင်အာရှနဲ့အာရှမှာအနှဲငယ်ထူထူထောင်ထောင်ရှိခဲ့တဲ့ကျွန်တော်တို့ရန်ကုန်တက္ကသိုလ်ကြီးတအားစိတ်ဝင်စားတယ်ကျွန်တော်ဒီချိန်မှာပညာရေးအကြောင်းပြောနေလို့အဲ့ဒါအခုလက်ရှိကျွန်တော်တို့ရဲ့ပညာရေးအခြေအနေဘယ်လောက်ရှိလဲလို့သိကြတော့ကျွန်တော် internet Google မှာရိုက်ပြီးတော့ရှာပါတယ်တမန်လိုရိုက်ချင်ရင်ကမ္ဘာတက္ကသိုလ်အဆင့်တမချက်များအင်္ဂလိပ်လိုရိုက်ရင်ပုံမြန်တယ် ranking of world universities rank 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 center world university ကမ္ဘာတက္ကသိုလ်အဆင့်တန်းရိုင်းလိုက်ကြလာမယ်1 2 3 Cambridge University Oxford University တော့ဆန်းစုကြည်ရတဲ့တက်ခဲ့တဲ့ Oxford Harvard University မနေ့ပြန်လာမယ်ဆရာ OPJ တို့တက်ဖူးတဲ့ဆရာ OPJ မှာ Harvard တို့က Harvard ကရဖူးတဲ့ Harvard University Stanford University တက္ကသိုလ်ဒါကိုနဲ့ဝေးတယ်ရှိပါစေတို့အမေရိကန်တို့အင်္ဂလန်တို့ဂျာမနီတို့အီတလီတို့က1 2 3 4ရှိတာရှိပါစေကိုနဲ့ဝေးတယ်ကိုသိကျင်တာပါလေတို့ရဲ့နာမည်ကြော်ကြားခဲ့တဲ့ရန်ကုန်တက္ကသိုလ်ကြီးဘယ်အဆင့်များရှိမလဲနှိပ်ကြည့်လိုက်တယ်စာလေးရဲ့ rank of Yangon University ရန်ကုန်တက္ကသိုလ်ရဲ့အဆင့်ကဏ္ဍ၄လုံးကြကဏ္ဍ၄လုံး8920 8921ရဲ့အပေါ်မှာရှိတယ်အားမငယ်နဲ့လေ8921ရဲ့အပေါ်မှာရှိတယ်8919ရဲ့အောက်မှာရှိတယ်သိကျင်သွားပြီတို့တက္ကသိုလ်အဲ့လိုဖြစ်သွားပြီဆိုတော့တို့နိုင်ငံကိုမော့ကြည့်ခဲ့ရတဲ့စင်ကာပူကျွန်တော်သားအခုတော့ပဲဆန်စစ်တက္ကသိုလ်မှာတတိယနှစ်ပထမသူကအဲ့တက္ကသိုလ်စင်ကာပူမှာရှိတဲ့တက္ကသိုလ်တက်ချင်တာကျွန်တော်ပတ်စံမတက်နိုင်လို့ထားပြတလောက်350လောက်ကုန်ပါဆိုတော့ကျွန်တော်မတက်နိုင်အဲ့စင်ကာပူတက္ကသိုလ် rank of National University of Singapore National University of NUS rank of NUS ကျွန်တော်သားတက်ချင်တဲ့စင်ကာပူကျွန်တော်တို့မော့ကြည့်ခဲ့ဘူးတဲ့စင်ကာပူ10နှစ်အတွင်းမှာဒီရန်ကုန်တက္ကသိုလ်ကြီးတို့ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့စင်ကာပူခဏနှလုံးကြလာ20နှစ်ကျွန်းပြတ်သွားတယ်ကျွန်တော်20နှစ်ကျွန်တော်8920သူက20ကျွန်တော်အဆုံးတော့ပဲအဲ့ဒီစင်ကာပူကအခုငုတ်တုတ်ခိုင်းနေတာလားဆက်ကြိုးစားနေတာလားနောက်5နှစ်မှာ top 10ဝင်တဲ့ကမ္ဘာတက္ကသိုလ်ကြီးဖြစ်လာအောင်မယ်ဟုတ်လားဒီတိုင်းဆိုနောက်5နှစ်မှာစင်ကာပူ DNUS National University ကစင်ကာပူရဲ့မျိုးသားတက္ကသိုလ်က top 10ဝင်တော့မှလေခု20နှစ်ဖြစ်နေပြီတစ်ချိန်တုန်းကကျွန်တော်တို့ကိုမော့ကြည့်ခဲ့ဘူးတဲ့တစ်ချိန်တုန်းကကျွန်တော်တို့ကိုတန်းတာခဲ့ရတဲ့နိုင်ငံက20နှစ် top 20မကြခင်မှာ top 10ထဲမှာဝင်တော့မယ်ကျွန်တော်တို့က8920ကျွန်တော်သတိပေးတာပါကျွန်တော်ညီများကျွန်တော်နှမများသတိပေးတာပါကျွန်တော်ပညာမတတ်လို့မရတော့ဘူးအောင်မြင်တဲ့နိုင်ငံတိုင်းကလူတွေကပညာတတ်တယ်အောင်မြင်တဲ့နိုင်ငံတိုင်းဟာပညာကိုဂရုစိုက်တယ်စစ်စစ်ငုံငုံတွေ့ရင်လည်းဘာမှသိလှုပ်ရှားမရှိတော့ဘူးဗျအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအဲ့ဒီအီရန်ဒုတိယစစ်ဗိုလ်ချုပ်ကိုပြစ်လိုက်ကွာလို့ပြလိုက်တော့ဟိုကောင်သေးပြီလေဘက်ကတဲ့လေစိတ်ကအထွက်ကားတဲ့အဝင်လူမပါတဲ့ဒုံးနဲ့ကွယ်လွန်သွားတဲ့ဆရာကြီးဦးအောင်သိန်းပြောခဲ့တဲ့စကားဓာတ်ထိကွတိဟဲ့ကောင်တွေလုံးမနေနဲ့တဲ့အခုကဘာထွေနေတဲ့ကြီးစံတွေကမတ်ပုံနေနံပါတ်နဲ့လာပါတဲ့ပြစ်လို့တဲ့လူရဲ့မတ်ပုံနေနံပါတ်နဲ့ဒီတိုင်းပဲအခုကဲဒီတိုင်းပဲ
လက်နဲ့တည်းတအားဆန်းနေပြီနော်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်တို့ကအလွန်အင်မတန်နောက်ကျပြီတယောက်နဲ့တယောက်ဆဲဆိုးတယောက်နဲ့တယောက်မနာလိုဝင်တူအတိတ်ပဲမဲ့သူများလုံနေတာကိုလည်းမကျင်တာဘူးကိုယ်တိုင်လာလုံပါဆိုလည်းမလုံတော့ဘူးဖြစ်ပုံပြောလိုက်ရင်တော့ဗုဒ္ဓမြတ်စွာဘုရားကြီးမေတ္တာကြီးအောက်တွင်ရှိသောကြောင့်လူတွေကအယုတ်တမာတွေဖယားလည်းအာမနာဘူးလူတွေအယုတ်တမာတွေကျွန်တော်စာလေးနှစ်ကြောင်းရေးဘူးတဲ့ဗုဒ္ဓမြတ်စွာဘုရားမျက်စိမဒေသမှာပွင့်တော်မူတယ်လို့ဗုဒ္ဓမြတ်စွာဘုရားရဲ့မေတ္တာကြီးအောက်မှာရှိတဲ့လူတွေကတော့မစ္စရိယဒေသမှာလွင့်တော်မူနေကြတယ်လို့မိုးလင်းတဲ့ကမနာလိုဝင်တို့ဖြစ်ပြီးဆဲဆိုနေတာမပြီးတော့ဘူးတတိရှိဝေဘာမှာဆောလဲမဝေဘာရဲဘူးဆောတော့ကျွန်တော်စောက်ထားခြင်းပြောခဲ့တဲ့စကားလို့အဲ့တော့ကျွန်တော်တို့ပညာရေးနဲ့ပတ်သက်လို့တအားနောက်ကျခဲ့ပြီဒါမြင်သာအောင်ကျွန်တော်ပြလိုက်တာဆိုတော့စင်ဝင်နိုင်ငံကိုတနေ့တစ်ခေါက်တော့ရောက်ပါတယ်သူသမီးဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ပေါ့ဂျွန်19အဲ့ဒီမှာကျွန်တော်တကယ်ချင်းတွေကပွဲမွေးနေ့ပွဲအများနဲ့ကျင်းပတော့ကျွန်တော်တို့ကပင်တိုင်းဖိတ်ခံရတယ်ကျွန်တော်အဖွဲ့ဝင်ပေါ့ဗျာပြောရင်တော့အဖွဲ့ဝင်ဆိုတော့နေတိုင်းသွားရတယ်မဆန်ပေါ်လို့တော့မဟုတ်ပါဘူးဒီ MAN လည်းကျွန်တော်တို့ကိုလင်းကားတွေပါဒီ sponsor ပေးတယ်အဲ့ကြရင်တော့ပတ်စံပေးစရာမလိုဘူးအဲ့ဒီပွဲကိုသွားတဲ့ခါမှာကျွန်တော်နောက်ဆုံးခေါက်သွားခဲ့တယ်ကျော်ဘွေလေးနဲ့လေဆိပ်ကနေဆင်းလိုက်တက္ကစီကျွန်တော်ဗမာတွေရှိတဲ့ Peninsula Plaza ကိုသွားမှာ Hey hello taxi လေးရထားတယ် hello where are you from ဘယ်လာလဲတုံးတာနိုင်ပေါ့စင်ကာပူတရုတ် I come from Burma you know Burma ဒါဗမာပြည်လာတာပါဗမာပြည်သိလား Oh yes I see သိတယ်တဲ့ဗမာပြည်သိတယ်တဲ့ My mate is also from your country My mate is also from your country ငါအိမ်မှာခိုင်းနေအိမ်ပေါ်မင်းတို့နိုင်ငံလေးတဲ့မင်းဗမာနိုင်ငံသိလားလို့မေးတာငါအိမ်မှာခိုင်းနေအိမ်ပေါ်ကမင်းတို့နိုင်ငံကပါတဲ့အိမ်ပေါ်ဆိုစကလုံးခုနပါ mate တလောက်9သိန်းနဲ့10သိန်းညမှာရတယ်အိမ်ပေါ်လောက်တယ်ဆိုလို့4တန်းမောင်5တန်းမောင်6တန်းမောင်လို့မထင်နဲ့နော်တက္ကသိုလ်ဘွဲရပညာတတ်ဆရာမလေးတွေတောင်ပါသေးတယ်ဒီမှာကျောင်းဆရာမလောက်တာအဆူလက်ခံသေးတယ်ဆဲလက်ခံသေးတယ်တလား2သိန်းမပြည့်ဘူးရတာဟိုသွားလောက်တော့9သိန်းနဲ့10သိန်းညမှာရတယ်အိမ်ပေါ်လောက်တာကောင်းတယ်လို့ကျွန်တော်ပြောနေတာမဟုတ်ဘူးနော်ပြီးခဲ့တဲ့လထဲမှာပဲအဲ့ဒီကလေးမလေးတယောက်အိမ်အကူမလေးတယောက်ပြဿနာတက်တယ်မနေ့9နာရီလောက်မှာဝီလီဝင်းလင်းမှာတရုတ်တယောက်ကစင်ကာပူတရုတ်တယောက်ကနော်တရုတ်တွေလာပြီးဆွဲလာရန်လာလို့ဖို့ကြိုးစားတယ်အင်ရှင်မကတွေ့သွားတယ်အင်ရှင်မကလည်း Chinese တရုတ်ပဲချက်ချင်းဖုံးဆက်တယ်ရဲတွေချက်ချင်းရောက်ရဲအယောက်20လောက် SWAT ပေါ့ရဲတွေရဲ့ပုံစံလော်ပြောမယ်နေတိုးတို့အောင်ရဲလင်းတို့ဆန်းစခန်းလိုင်းတို့ဒီဇိုင်းချက်ရက်ဗမာလိုဘိုက်ပူတွေမဟုတ်ဘူးနော်ချက်ရက်ရောက်လာတာအယောက်20လောက်ချက်ချင်းရောက်လာတယ်မနေ့9နိုင်လောက်မှာဟိုကောင်ကိုကဆွဲဖမ်းတယ်အကျူးလုံးကျူးလုံးဖို့ကြိုးစားခံတာဗမာပြည်ကကောင်းပါလေအင်ရှင်ကတရုတ်ကျူးလုံးဖို့ကြိုးစားလာအဲ့ဒီစင်ကာပူနိုင်ငံသားတရုတ်ကြီးတဲ့မှုကိုငယ်တဲ့မှုကိုသိတဲ့မှုကိုပပြအောင်ဘာသာဗမာပြည်ကပြောနေတာစင်ကာပူတော့လည်းမပြောဘူးတပတ်အတွက်မှာမိန့်ချတပတ်ချိန်တန်3ချက်ချိန်တန်တစ်ချက်ကသေအောင်ခါတာနော်စင်ကာပူချိန်တန်3ချက်ထောင်းတာ3လအဲ့ဒါအထမမြောက်လို့နော်အထမြောက်ရင်ဒီကောင်မလွယ်ဘူးတပတ်အတွင်းမှာတရားစီရင်တယ်ချိန်တန်3ချက်နဲ့ထောင်းတာ3လကဘာလက်ခုပ်တီးဒါကြောင့်စင်ကာပူနိုင်ငံဟာတရားဥပဒေစိုးမိုးမှုနဲ့ပတ်သက်ရင်အင်မတန်ယုံကြည်ရတဲ့နိုင်ငံလို့ပြောတာပေါ့ပါညာဩကြော်ညာတွေဝင်ကုန်ပြီစင်ကာပူနိုင်ငံဟာတရားဥပဒေစိုးမိုးမှုနဲ့ပတ်သက်ရင်ဒါတော့သူ့နိုင်ငံသားမဟုတ်ဘူးဒီအိမ်အကူမလေးကဗမာနိုင်ငံသားသူ့နိုင်ငံသားမဟုတ်ဘူးသူ့နိုင်ငံသားမဟုတ်တဲ့သူကိုတော့သူကဒီလိုဆောင်းလျှောက်တယ်လာမလုံးနဲ့မထိနဲ့နော်ည7နာရီပြန်မလား10နာရီပြန်မလား2နာရီပြန်မလားလာမထိနဲ့ရဲကားတွေကလှည့်နေကျွန်တော်ကတခါစမ်းမှုတယ်ကာစီနိုကစားပြီးအပြန်ကျွန်တော်အဲ့ဒီကတော့ပြောနေတာပါရမဟုတ်ပါဘူးကျွန်တော်ကာစီနိုကစားဒေါ်လာ500ကလည်းနိုင်လာတယ်ပြောရွှင်နဲ့ဘီယာလေးပါလေးတစ်ခွက်လည်းတောက်ထားတယ်ရဲတွေမြင်တော့စမ်းကျင်သေးပေါက်သွားတယ်အဲ့တော့ရဲတွေကရောက်လာတဲ့ခါလက်သားတော့ရဲတွေရက်ပြီးစကားပြောတော့ပြောလို့ရတယ်ငါကာစီနိုကထွက်လာတာအေးတယ်မင်းချင်းနေလို့ထုံးတာတိုင်းပေါ့ကွာကာစီနိုဆိုရှုံးတာပေါ့ကွာအေးတယ်အဲ့တော့ပြန်ကြမရှိတော့ဘူးဘယ်ပြန်မှာလဲငါ Bukit Batok 25th block ပြန်ကားကလည်းမရှိဘူးโอเคလိုက်ပို့တယ်
လိုက်ပို့ပေးတယ်ပို့ပေးတယ်ပို့မှာပေါ့သူ့ကာစီနိုမှာကျွန်တော်ပတ်စံနေကုန်ခဲ့ပြီလို့ပြောတာသူနားလဲတယ်လေဒီကာစီနိုအဲ့လိုနိုင်ငံခြားလာတဲ့ကောင်တွေရှာအဲ့လိုပတ်စံနေယူနေကြဒါပေမဲ့ဒီကကောင်ကဒေါ်လာ9လောက်နိုင်လာသူမသိဘူးထားပါတော့ဒီကပို့ပေးတယ်နော်ဂီလန်ဆိုရှိဂီလန်ဆိုလေတမီးတို့ကတော့လူကြီးများကတော့ဂီလန်ဆိုလေအပျော်မိန်းမတွေရှိတယ်တတ်မှတ်ထားတယ်1 2 3ပါညာခဏနေတော့တိကျမမမျိုးအဲ့ဒီမှာသူကဘယ်နှလန်းအထိကဧည့်သည်ကိုထွက်ဆွဲလို့ရတယ်တင်းနေတော့5ပေါ့ဘယ်လန်းကနေဘယ်လန်းအထိကဆွဲလို့မရဘူးဆွဲလို့မရရင်အဲမှာပဲထိုင်နေဆွဲလို့ရရင်အပြင်ကိုထွက်ကျွန်တော်မှတ်မိတာတော့အမှကျွန်တော်ပြောတာ hey hello hey $50 come $50 တကားလည်းမပြီးဘူးအမဘာလို့ကျတော့ဘင်္ဂလီရှိတယ်ဘင်္ဂလားဒေ့ရှ်ရှိတယ်ဖောက်ထုတ်လို့ခေါ်တယ်ဖိလစ်ပင်းရှိတယ်နော်တရုတ်ရှိတယ်ကငယ်အဆုံးရှိတယ်ဗျာအဆုံးရှိတယ်ဂျပန်လည်းရှိတယ်မလေးရှားလည်းရှိတယ်မလည်းအလုပ်ရှိတယ်ပေါ့တချို့တော့ပြောတာဗမာတွေတောင်ရှိပါတယ်တဲ့ဒါတော့ဗမာချင်းချင်းလွှတ်ဝတ်ထားတယ်တဲ့ဗမာတွေလည်းရှိတယ်တဲ့ဒါတော့အကုန်လုံးကခေါ်ခွင့်နဲ့ရတဲ့နေရာမှာသူက hey hello $50 come ကျွန်တော်မှရီလဲရီချင်းတဘူးတူလည်းရအောင်သွားတာဆိုတော့လေည2 နာရီ3 နာရီအစ်စပဲခေါက်ဆွဲတွေပါသူစားမလားကျွေးမယ်ဆိုရင်စားလို့ရတယ်အဲ့ဒီမှာအဲ့ဒီဂီလန်းရဲ့တစ်ဆောက်မှာရဲကားတွေကတောက်လျှောက်ပတ်နေတယ်ကျွန်တော်အဲ့ဒီနေကံမြို့ကံကိုမေးတယ်ဘာလုပ်တာလဲဒီရဲကားတွေသူတို့ရဲ့အဲ့ဒီအလုံးလုံးနေတဲ့မိန်းကလေးတွေကိုစောင့်ရှောက်နေတာတဲ့စော်ကားမှာဆိုလို့ကောင်းလိုက်ဟွာတို့နိုင်ငံကတော့ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တယ်ဒီလိုသာလုပ်ရင်တော့တို့နိုင်ငံဖာနိုင်ငံကြီးဖြစ်လိမ့်မယ်လို့ပြောခဲ့တယ်ခုလည်းဖြစ်နေပါပြီလို့မင်းတို့နိုင်ငံကကြတော့ဒီလိုလုပ်နေတဲ့သူတွေကိုတော့မင်းတို့ဆောင်းရှောက်တယ်ကောင်းလိုက်တာကွာလို့ခဏနေတော့ထမင်းတုပ်တွေလာပေးတယ်စပိန်လိုဟာမျိုးမှာကယ်ရီလိုမှာထမင်းတုပ်တွေတင်ထားပြီးတော့ရုံးဝစ်ကွာနဲ့ယူနီဖောင်းနဲ့အဲ့ကလေးတွေကလေစကားတွေပါလေပြောလို့ထမင်းတထုပ်ညလဲစားဘူးထမင်းတုပ်အဲ့ဒါဘာလုပ်တာလဲဆိုတော့အဲ့ဒါလေဒီကအစီအစဉ်ပဲကွာတယ်အလကားကျွေးတော့မဟုတ်ဘူးကွာလေဒါတော်တော်ဈေးသက်တာလေပြောချင်တာကွာလေအဲ့ထမင်းကိုမင်းအဲ့ဆိုင်မှာတော့ဆောက်မယ်$9ဆိုရင်ဒါမင်းငါထင်နေတာ$2လောက်ပဲပေးရမယ်ဒါဒီအစီအစဉ် contract ပေးထားတာအသားနဲ့ငါးနဲ့စားလို့ရတဲ့အနေထားပေါ့ဆိုတော့ထားတော့ကျွန်တော်ပြောချင်တာဒီဆောက်ရှောက်တယ်ခုနတရားဥပဒေစိုးမိုးမှုကျွန်တော်တကယ်ကြီးပြီးကြတဲ့လာပိုင်းထဲမှာအမှုတစ်ခုဖြစ်တယ်ပတ်စံကိစ္စပါသိညာကနန်းပေါ့ဗျာမှားသွားတယ်ကုမ္ပဏီကနေမှားသွားတယ်မှားတော့ကျွန်တော်တကယ်ကြီးနေဝိုင်းဆိုပြီးတော့ဇနီးတွေရောပေါ့ဟေးအဲ့ဒါမှားလို့မဖြစ်ဘူးဆိုတော့ပြန်ပြီးပေါ့ဒါပေမဲ့ဟိုကကုမ္ပဏီကမြန်တယ်တရားဆွဲလိုက်တယ်တရားဆွဲတော့ရဲရလာဖမ်းတယ်ရဲကတော့ရဲအကြိုင်ဖမ်းလို့မရဘူးရဲကဘူးသူရနော်ကလေးတွေမှတ်ထားအောင်ရဲက24နာရီပဲချုပ်ခွင့်ရှိတယ်နော်ရဲ48နာရီချုပ်ခွင့်မရှိဘူးနော်24နာရီတည်းပို့ချုပ်ခြင်းတရားရုံးမှာယမန်ယူရတယ်ရမန်လို့ခေါ်တယ်ဘာမှလို့တော့ယမန်ပေါ့တရားရုံးကခွင့်ပြုမှယမန်ကြီးနှစ်ပတ်ဆို14ရက်နော်ရဲရဲ့တဘာဝအရ24နာရီတည်းပို့ချုပ်လို့မရဘူးအဲ့တော့ယူလိုက်တော့ယမန်ပေးလိုက်တော့အဲ့ကောင်ချုပ်ရရောဒါပေမဲ့ဒီမှာပတ်စံပေးပြီးပြီအကိုကြီးအမကြီးမှားသွားတယ်နော်ဒီမှာပတ်စံမှားသွားတယ်ပတ်စံမှာနော်ကြေးတယ်နော်ထုတ်ပြီဒါပေမဲ့ရဲကိုတိုင်ပြီးသားဖြစ်တဲ့အတွက်အဲ့ဒီအမှုကရုံးရောက်သွားတယ်ကျွန်တော်လိုရင်းပဲပြောမယ်ဗျာ6 လကြာတယ်6 လကြာဘာတွေကိုစစ်နေမှလည်းမသိဘူးတယောက်စစ်နေတာဒီမှာကုမ္ပဏီကလည်းကျင်တတ်ပါပြီရတဲ့ပတ်စံလည်းဖြစ်ပါပြီကြေးအေးပါပြီလို့ပြောနေပါရဲ့နဲ့ကိုစစ်နေတာ6 လမပြီးဘူးလွယ်အောင်ပဲပြောကြစို့ပမာဏ$300အခက်ခဲရှိလို့ဖြစ်သွားတာမလွယ်ကူလို့လိုအပ်လို့ဖြစ်သွားတာလိုရင်းပဲပြောကြစို့$30လောက်လက်ထိုးမှပြီးသွားတယ်အဲ့ဒါတော့မှဥပဒေဆွဲကြလို့ခေါ်တဲ့ဥပဒေဓမ္မတယောက်ကပြောတဲ့စကားကဘာလဲဆိုရင်သူဘာပြောနေဟောလက်ခံလဲငင်းနားထောင်ပါဗျသူများအနောက်ရှက်ဖြစ်တယ်လေလက်ခံရင်လည်းငင်းနားထောင်သူများအားနာပေါ့ဗျာကျွန်တော်တော့ပြဿနာမရှိပါဘူးကျွန်တော်ပြောပြီးပြန်ပါအဲ့တော့စောတော့ပြောတဲ့$30လောက်လက်ထိုးရတယ်အဲ့ဒါတော့မှဥပဒေသမားဆွဲကြလို့ခေါ်တယ်ခုနပြောတဲ့မြို့နယ်ဥပဒေသမားပြောတဲ့စကားခင်ဗျားတို့ဘာသာခင်ဗျားတို့ကြေးမေးကျို့တို့ဥပဒေရဆိုထောင်ချလို့ပဲရသေးတယ်တဲ့ကျွန်တော်တရားသူကြီးသားပါကျွန်တော်သိပါတယ်ဟာစင်ဂျင်တုံတရားဆိုတာမရှိတော့ဘူးလား
အခုတရားသူကြီးလုံနေတဲ့သူတွေကကျွန်တော်အဖေတို့မျိုးဆက်ရဲ့တပည့်တွေပါအဲ့ဒါနဲ့ကျွန်တော်ကအဲ့လူကြီးတယောက်ကိုကျွန်တော်မေးပါတယ်ဆရာအနေနဲ့သာတရားသူကြီးဆိုရင်ဒီအမှုကိုဘယ်လိုစီရင်မလဲဆရာလို့မေးတော့အဲ့ဆရာကပြုံးပါတယ်ကျွန်တော်စိတ်နဲ့ဆိုရင်တော့မြန်မြန်ထက်ထက်ပြီးမှာပေါ့ကိုညီမင်းညို့ရဲ့တဲ့ဒီမှုကရှင်းနေတဲ့ကိစ္စပဲတဲ့မှားသွားတယ်ပြန်ပေးတယ်ပြီးပြီပေါ့ဗျာတဲ့ပြောချင်တာဂွင်ထဲရောက်သွားတဲ့အခါမှာကျွန်တော်လူမျိုးရဲ့စိတ်ဓာတ်ဒါငါဂွင်ထဲမှာငါလှုပ်လို့ရတယ်ဆိုတဲ့ပုံမှန်သဏ္ဍာန်မျိုးမရှိလို့မှားပါတယ်ဆိုမှခုနကစင်ကာပူမှာမြန်မာအိမ်ပေါ်အိမ်အကူမလေးကိုကာကွယ်ပေးတယ်သူများနိုင်ငံရဲ့တရားဥပဒေနဲ့ကျွန်တော်နိုင်ငံမှာဆောင်ရွက်တဲ့ပြောတော့ဖြင့်ကြီးတဲ့မှုကိုငယ်အောင်အခုလုံနေတာကြီးတဲ့မှုကိုပိုကြီးလာအောင်ပိုပွားလာအောင်ငယ်တဲ့မှုကိုကြီးလာအောင်ထွားလာအောင်လက်ပေးလက်ယူကျွန်တော်ဝန်ထမ်းသားသမီးဒီစကားလေးခံပြီးကျွန်တော်ပြောလို့ရှိတယ်ကျွန်တော်အခုတအားမုန်းတဲ့ထဲမှာကျွန်တော်ဝန်ထမ်းနေပါတယ်ဘယ်လိုဝန်ထမ်းနေလဲအကျင့်သိက္ခာမဲ့သောဝန်ထမ်းများတိုင်းပြည်ရဲ့ရန်တရားကိုနောက်ပြန်ဆွဲနေသောဝန်ထမ်းစိုးဝန်ထမ်းညံ့များအဲ့လူတွေကိုတော့ကျွန်တော်စကားတစ်ခုခက်ပြက်ပြောတယ်မင်းတို့သလောင်းစားထဲအောက်တန်းကြတယ်ပေါ့သလောင်းစားကကျွန်တော်သလောင်းစားပါခင်ဗျာဆိုပြီးတောင်းစားလာလို့မင်းတို့ကသလောင်းစားလို့လည်းမပြောဘူးတိုက်ပုံအင်းကြီးကလည်းဝတ်ထားသေးတယ်လူဘာကလည်းဝါသေးတယ်လို့ကျွန်တော်ပြောတာနားစရာမပါဘူးနော်မဟုတ်ရင်နားစရာမပါဘူးဟုတ်ရင်နာပေါ့ဗျာအဲ့ဒါတော့ပြဿနာမရှိဘူးတဲ့တယ်ပြောတာလေကျွန်တော်ဖေတရားသူကြီးသား၃ယောက်ကိုတက်ကတူထားရတယ်မလောက်ဘူးပတ်စံဒါပေမဲ့ကျွန်တော်ဖေရဲ့တရားစီရင်မှုတစ်လျှောက်မှာဘယ်အမှုစီရမှမျက်ရည်ပေါက်ကြီးငယ်ကြောင်းလှုပ်သွားတာတစ်ခါမှမတွေ့ဘူးဆရာထောင်ဆယ်နှစ်ပဲချပါဆရာရဲ့330တရားလိုတရားခံလာပေးတဲ့ပတ်စံတရားလိုဘက်က30တရားခံဘက်က30ထောင်ဆယ်နှစ်ပဲချပါဆရာအဲ့တော့ကျွန်တော်ကလူငယ်ပြီးကျွန်တော်ပြောတယ်ဒီမှာလည်းပြောဖို့တဲ့ထင်မှာအဖေဒီမှုကထောင်ဆယ်နှစ်နဲ့မပြီးဘူးလားအဖေကကြည်ပြီးပြုံးတယ်ခွေးမသားမင်းငါ့ကိုလာပြီးဆရာလှုပ်တော့မယ်တဲ့မင်းဘာပြောချင်လဲဆိုငါသိတယ်တဲ့ကျွန်တော်ကတကယ်လို့သာ10နှစ်နဲ့ရရင်ကျွန်တော်အေးစစ်ပဲဒါနှစ်ချက်ကွက်ပဲနှစ်ဖက်လုံးယူ10နှစ်ချပြီးပေါ့360ရမယ်360ဆိုကျွန်တော်လည်းဝေါကွန်ရှူလေးအသေးစီးရမယ်ကျင်းမောင်းမီလေးအသေးဝဲရမယ်ပြိုင်ဘိန်းလေးစီးရမယ်ခုကကျွန်တော်ဘာမှကျွန်တော်မရဘူးကျွန်တော်အဖေတပြားမှမယူခုနှစ်နှစ်ချတောင်းဆိုတာ10နှစ်ပတ်စံပေးတာတပြားမှမယူဘဲနဲ့ခုနှစ်နှစ်ချဒါပေမဲ့ဆရာကြီးကိုကျေးဇူးတင်လို့ပါဆိုပြီးအဲ့ဒီအမှုစီရင်ချက်ပြီးမှတစ်ဖက်ကို3သိန်းစီလာကြတော့တယ်အဲ့ဒီ3သိန်းကြတော့ယူတယ်ကြီးကြီးပြပြကြတော့တယ်3သိန်းစီကြတော့ယူတယ်အဲ့ဒီယူလို့ကျွန်တော်ကြောင်းတက်လို့ရတာလေအဲ့ဒီ3သိန်းမရှိရင်ကျွန်တော်ကြောင်းတက်လို့မရဘူးကျွန်တော်သဘောထားရှင်းမယ်ထင်ပါတယ်ကျွန်တော်ဝန်ထမ်းသားသမီးပါဝန်ထမ်းတွေကိုဘလိုင်းဆော်ကားနေတာမဟုတ်ပါဘူးဒါပေမဲ့ဒီဘက်ခက်မှာဒါအောက်တန်းကြလုံးနေဗျာကျွန်တော်တော့ခပ်ပြက်ပြက်ပဲပြောလို့ရှိတယ်တလောင်းစားရှင်းတယ်သူတလောင်းစားပါလို့ဆိုပြီးတောင်းစားတာအခုကဝင်လဲဝင်မခံဘူးလူတွေကအကြောကြီးနဲ့အဲ့တော့ဒီတိုင်းပြည်မှာနော်ဒေါ်အောင်ဆန်းစုကြည်လိုခေါင်းဆောင်မျိုးသူတို့ကတနာတယ်ပြောမှာ85နှစ်တည်းရောက်နေတဲ့ဒေါ်အောင်ဆန်းစုကြည်ဒီဝန်ထမ်းလေတွေကဝန်ထမ်းညစ်တွေကတနာတယ်လို့ပြောမှာကျွန်တော်တကယ်ကြီးတယောက်မနေ့ကရောက်လာတယ်စကားပြောတယ်ဘယ်လိုပါဘူးကွာတဲ့နိုင်ငံရေးအခြေအနေကလည်းတကယ်ကြီးอ่ะမင်းတို့နိုင်ငံရေးတွေကတေချာတော့နားမလဲပါဘူးဒါပေမဲ့အရင်တစ်ပတ်ဆောင်ပို့ကုန်တယ်ကွာဘာဖြစ်လို့လဲငါပုံမှန်လှုပ်လှုပ်နေကြလူကွာတဲ့အဲ့ဒီအရာရှိကွာအဲ့ဌာနကွာအေးဘာဖြစ်လို့ဒီလူကမင်းစကားလည်းတအားအများကြီးမပြောဘူးတခုံးမှပြောတာသူနဲ့လှုပ်လှုပ်ရတဲ့အရာရှိကအများကြီးမပြောတခုံးမှဘာပြောလဲအရင်လိုမရတော့ဘူးအရင်လိုမရတော့ငါမေးတယ်အရင်လိုဘာမရတာလဲမေးတော့လေ तू မဖြေဘူးကွာတဲ့အကောင်းခါကလည်းခါကလည်းအရင်လိုမရဘူးဗျာအရင်လိုမရတော့ဘူးအဲ့တော့မင်းဘယ်လိုလုပ်လို့အရင်က9သိန်းပဲပေးရတာကွာအခု10သိန်းပေးခဲ့ရတယ်ပဲခု10သိန်းပေးခဲ့ရတယ်အရင်9သိန်းပဲပေးရတာဦးသိန်းစိန်နဲ့အခုနိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်ရဲ့ဂျားမှာတအားလေတဲ့တအားနတ်တဲ့ဝန်ထမ်းတွေတအားစီးပွားဖြစ်တယ်နော်ဘာလဲအရင်လိုမဟုတ်တော့အရင်လိုမဟုတ်တော့ကာလာဝိဘက်နောက်ပို့တက်မဖြစ်ပါစေနဲ့ဗျာဝတ်ဆိုတာလဲတတ်ပါတယ်မွေးစိန်နဲ့ပတ်သက်ပြီးစီးပွားဖြစ်တဲ့မိသားစုတွေအရာရှိကြီးတွေနောက်ဆုံးတော့သူတို့သားသူတို့သမီးမွေးစိန်နဲ့ပဲတည်သွားတာပဲလေတားဖြစ်တဲ့သူကမွေးစိန်နဲ့အဖမ်းခံရတယ်တားဖြစ်တဲ့သူကမွေးစိန်နဲ့တည်တယ်သမီးဖြစ်တဲ့သူကကလပ်မှာဘယ်ကောင်နဲ့ညားလို့ညာမှန်းမသိဘယ်ကောင်နဲ့အိတ်လို့အိမ်မှန်းမသိမိမပြတ်သားရခဲ့တဲ့ပတ်စံတွေကလည်းမွေးစိန်နဲ့ရခဲ့တာပဲပျက်စီးသွားတဲ့ကိုသားသမီးကလည်းမွေးစိန်နဲ့ဗုဒ္ဓဘာသာဆိုရင်လည်းကန်ကန်ရဲ့ကြိုးလေးတနားလဲပေါ့ဗျာတိတ်တော့ဝင်မပါပါနဲ့ကျွန်တော်ပြောချင်တာဒီကျွန်တော်တိုင်းပြည်ကျွန်တော်နိုင်ငံဟာ
တအားဆုံးရှုံးခဲ့ပြီပညာလည်းကောင်းကောင်းမတတ်တော့ဘူးတွေးခေါ်မျှော်မြင်မှုစဉ်းကျင်မှုအားတွေလည်းနည်းသွားပြီအဲ့ဒီကမှပို့ဆိုးတာသောတော်ဒီမှာသချင်းနဲ့ဖျော်ပြနေတာရှိတယ်အဲ့ဒါဘာလဲဆိုတော့မိုးကားရည်သချင်းစောင်းလိုက်ရင်မိုးကားရည်သချင်းမတော့ဘူးမိုးကားရည်များအခုကျွန်တော်တိုင်းပြည်ရဲ့အနေထားဘာဖြစ်လဲကောင်းကျင်ရင်တောင်ကောင်းဖို့ခက်တဲ့ပစ္စံတရစ်တကယ့်ကိုမကောင်းတဲ့ဖုံးဆိုးမြေကြီးဖြစ်လက်စထဲမှာမြင်ကြည့်ဗျာ69ယောက်ကမဟုတ်တာလုံနေတယ်အဲ့ဒါမှတယောက်ကကောင်းတာလုပ်ချင်တယ်တမီးတို့စဉ်းစားကြည့်အဲ့တယောက်အဆင်ပြေမလား69ယောက်ရဲ့ဒဏ်နဲ့အဲ့ဒီကောင်တည်သွားမလားတည်သွားမှာတမီး69ယောက်ရဲ့လက်ညှိုးက69ချောင်းလာမှာဟာမင်းတောက်ယူမထားနဲ့သူများယူသလိုယူသူများစားသလိုစားငပေါ်မလုံးနဲ့ကောင်းကျင်ရင်ကိုကောင်းဖို့ခက်တဲ့ပတ်ဝန်းကျင်အဖြစ်ဒီနိုင်ငံဟာတအားဆိုးသွားတယ်အဲ့ဒီကောင်းမဲ့လူကိုကာကွယ်ပေးမဲ့လူလည်းမရှိဘူးကျွန်တော်တို့ကပြောနေတာအလကားပြောနေတဲ့စကားတွေမဟုတ်ဘူးကောင်းကျင်ရင်ကိုကောင်းဖို့ခက်သွားတယ်အဲ့တော့ဒီလူကလည်းသူ့အသက်ကြီးပြေးပြီးတော့မကောင်းတော့ဘူးလေဗျာအဲ့တော့ဘာဖြစ်မလဲလာပေါ့အများလိုပဲပေါ့အရင်လိုပဲပေါ့အရင်နဲ့နှစ်ဆပေါ့အဲ့တော့ကောင်းကျင်ရင်ကိုကောင်းဖို့ခက်တဲ့အခြေအနေကိုကျွန်တော်တို့ရောက်ရှိသွားပြီဒါတွေကိုပြင်နိုင်တာဒီပါလဲပညာရေးကပဲပြင်နိုင်ပညာကပဲပြင်နိုင်ငယ်ငယ်လေးကသင်ခဲ့ရမှာသူတို့ဘာပေါ်လို့နိုင်ကျင်တာတွေမကောင်းဘူးနော်ဟီရီအော်တာပါလို့ခေါ်တဲ့ရှက်တင်ရကိုရှက်ဖို့ကြောက်တင်ရကိုကြောက်ဖို့ငယ်ငယ်လေးကသင်ရမှာတိုင်းပြည်ရဲ့ပစ္စည်းဥစ္စာဘဏ္ဍာတွေကိုခိုးတယ်ဝတ်တယ်ဆိုတာရှက်စရာနော်သင်ခဲ့မှာဟောပညာရေးကဘာမှမသင်ခဲ့ဘူးဒါသင်ဒါချက်ဒါမေးဒါဖြစ်ဒီနေ့ညကြက်ထားတဲ့စာကိုနောက်နေ့တူအောင်ပြန်ရင်းနိုင်တဲ့ကောင်တော်တယ်တူအောင်ပြန်ရင်းနိုင်ရင်တော်တာပဲအဲ့တော့ကြက်တွေလေးတွေနှုတ်တိုက်တွတ်အဲ့ဒီမှာဆယ်တန်းတွေဖြစ်ဂုံတူးတွေအများကြီးရဆရာဝန်တွေဖြစ်အင်ဂျင်နီယာတွေဖြစ်စစ်ဗိုလ်တွေဖြစ်တရားသူကြီးတွေဖြစ်ရှင်းနေတွေဖြစ်အဲ့ဒီလိုတွတ်ကနေဖြစ်လာတဲ့ဆရာဝန်တွေစစ်ဗိုလ်တွေအင်ဂျင်နီယာတွေကတရားမဲ့စွာပြုတ်မှုကြတာမဆန်းတော့ဘာမှမသိခဲ့ရဘူးငယ်ငယ်တည်းကပြန်စဉ်းစားကြည့်ကျွန်တော်ပညာရေးအောင်ဆရာကြီးသူငယ်တန်းကနေဘွေရတဲ့ဒီ15နှစ်သာသင်လိုက်တာအဲ့ဒီပညာရေးထဲမှာလူမှုရေးလည်းမပါစီးပွားရေးလည်းမပါနိုင်ငံရေးလည်းမပါဘာသာရေးလည်းမပါအားကစားလည်းမပါကျွန်တော်မိကုန်းတစ်ခုထုတ်ကြတယ်ပညာဟောပါရဲ့လားပညာလည်းမပါဘာတွေသင်နေတာလားတတ်နေတာလားမိဘတယောက်အနေနဲ့ကျွန်တော်မေးချင်တယ်ကျွန်တော်တို့ရဲ့သားသမီးတွေကိုခင်ဗျားသင်နေတာလားတတ်နေတာလားပြဿနာတက်ပြီနော်ပန်းဒီတစ်လုံး5ချက်ပန်းဒီ5လုံးမြင်များနေတဲ့စာမွေးရောက်တော့ဆရာမမေးတယ်ပန်းဒီနေရာမှာလိမ္မော်သီးပြောင်းလိုက်တယ်လိမ္မော်သီးတစ်လုံး5ချက်လိမ္မော်သီး5လုံးမြင်များနေကလေးတော်လည်းငုတ်ထုတ်ထိုင်နေဆရာမစိတ်တိုးတယ်ဟဲ့ငါသင်ထားတယ်ဘာလို့မတော့တာလဲခတ်တော့တဲ့ကလေးတော်ကထားပြေပန်းဒီဆိုရင်တွတ်တတ်တယ်လိမ္မော်သီးဆိုဘာလို့မှမသိဘူးတဲ့လိမ္မော်သီးဆိုဘာလို့မှမသိဘူးတဲ့ခြေလေးကြောင့်တော်5မျိုးကိုဖော်ပြပါခြေလေးကြောင့်တော်5မျိုးမှာကျွဲနွားဆင်မြင့်စိတ်ကျွဲနွားဆင်မြင့်စိတ်ကြောင့်အများနဲ့ပြောနေကြလည်းဖြစ်ပါလိမ့်မယ်ကျွဲနွားဆင်မြင့်စိတ်တာရီလောက်ကျွန်တော်သား၄တန်းဒါဖေဒိဋ္ဌာန်စိတ်ကူရှာအောင်တာမေမေဒိဋ္ဌာန်စိတ်ကူရှာအောင်ဟောစောစောပဲခွေးလေးတွေကြောင်လေးတွေလာပြန်တာခွေးလေးတွေမှာခြေ၄ကြောင်ကြောင်လေးတွေမှာခြေ၄ကြောင်ဒိဋ္ဌာန်ရောင်နေအသားရောက်ခုတယ်ကြားတွေမှာခြေ၄ကြောင်စက်တစ်တွေမှာခြေ၄ကြောင်ခြေ၄ကြောင်နဲ့တော်အများကြီးနေတာကျွဲနွားဆင်မြင့်စိတ်ကျွဲအဲ့လိုမချက်ပါနဲ့တာခြေလေးချောင်းပါလားဒါစိတ်တာဖြစ်လို့ကျွန်တော်ဒါကောင်းခါမရဘူးဖေဆရာမသူ့အကောင်နေမဟုတ်ရင်အမှန်မပေးဘူးတဲ့ဆရာမသူ့အကောင်နေမဟုတ်ရင်အမှန်မပေးဘူးအဲ့တော့ကျွန်တော်သားကျွဲနွားဆင်မြင့်စိတ်ဖြစ်တာတကောင်4မှတ်နဲ့9ကောင်မှ20ရတယ်မှ20အဲ့ဒီသူ့အောက်ကတကယ်ချင်းကဆင်မြင့်စိတ်ကျွဲနွားလို့ဖြစ်တဲ့ကောင်က18မှတ်ပဲရကျွန်တော်အဲ့နဲ့ကိုတိုက်ကြည့်ကျွန်တော်သားကျွဲနွားဆင်မြင့်စိတ်ကျွန်တော်သားတကယ်ချင်းကဆင်မြင့်စိတ်ကျွဲနွားအဲ့ဒီဆရာမဒီចောင်းလေးကကျွန်တော်ဈေးပေးမှာကျွန်တော်တိုက်ခံပေးမှာကျွန်တော်မနေ့ကျတော့တွိုင်းနဲ့တွေ့တော့ဆာမလေးနဲ့တွေ့ကျွန်တော်တပည့်တော်မဟုတ်ဘူးသူကကျွန်တော်ဆရာဆယ်တန်းအောင်နဲ့ကလေးရဲ့တပည့်တငယ်ချင်းပေါ့ကျွန်တော်တပည့်တော်မဟုတ်ဘူးကျွန်တော်ဆရာဆယ်တန်းအောင်တော့မဟုတ်ဘူးကျွန်တော်ကျရှင်ပြတာဆိုဆာမလေးလို့သမီးလေးလို့အော်ဆရာတဲ့ဆရာကိုသိလားသိပါတယ်ဆရာတဲ့နင်းပွင့်တို့ဆရာမလားတဲ့အေးဟုတ်တယ်သမီးကိုဒီလိုဆရာနှုတ်ဆက်တာပါလို့ဆရာသူ့ထက်ညိုရဲ့အဖေလေးလို့သိတယ်ဆရာတဲ့သမီးကပြီးခဲ့တဲ့ကကျွမ်းတော်ဆင်မစိတ်ဖြေတာသူ့ထက်ညိုမှ20ရတယ်သမီးရဲ့လေဟုတ်တယ်ဆရာတဲ့သူ့ထက်ညိုတော်တယ်ဆရာတဲ့မှန်တယ်အဲ့သူ့ထက်ညိုတကယ်ချင်းလေးသမီးဟိုကောင်တုတ်လေးလို့ဝတ်တုတ်လေးဂျူမုံလေးလို့ဟောသိတယ်ဆရာတဲ့ဂျူမုံလည်းသိတယ်ဂျူမုံကလည်းရှမ်းနေစားအေးသမီးဂျူမုံကျတော့သမီးဆင်မစိတ်ကျွမ်းတော်လို့ဖြေတာလေလို့သမီးဆက်ရှင်းမှာပဲပေးထားတယ်
အကောင်9ကောင်လုံးတူတယ်လေသမီးဘာဖြစ်လို့လဲလို့အဲ့ဒါပေါ့ဆရာသမီးတို့ကတင်လိုက်တာကျွန်းတော့စင်မင်းစိတ်စီရီယယ်လိုက်တိတိကျကျတင်ပေးလိုက်တာဒါကိုဒီကလေးကငယ်ငယ်လေးကပြောင်းပြန်နေလို့တော့သမီးလက်မခံဘူးဆရာဒါတော့စင်မင်းစိတ်ကျွန်းတော့လို့ဖြစ်တော့သမီးနှမဆော့လိုက်တယ်ကြီးလိုက်ရင်အကျင့်ပါသွားရင်မလွယ်ဘူးဆရာရဲ့ကျွန်တော်ဘာမှဆက်မပြောနိုင်တော့ဘူးအေးပါသမီးရဲ့ဒါတင်ဒါချက်ဒါမီးဒါဖြည့်ဆိုတဲ့စနစ်ထက်မိကုန်းနေလဲမေးလို့မရနှစ်နဲ့ပေါင်းမှ4မဟုတ်ဘူးဗျတရားတွေက96ကိုနှုတ်ရင်လည်း4ရတယ်4ရတဲ့အကြောင်းတွေအများကြီးရှိတယ်4ရတဲ့အကြောင်းတွေအများကြီးရှိတယ်ခင်ဗျားတို့ဘက်ကကြည့်တော့လက်ဖဝါကျွန်တော်ဘက်ကကြည့်တော့လက်ဖမိုးဗျဆက်ဆရာဘက်ကကြည့်တော့လက်မဝရှင်မြင်ရတယ်ဒီဘက်ချမ်းကြည့်တော့လက်သားဝင်မြင်ရတယ်ရုပ်ရှင်ရိုက်ကွင်းလို့ဂရိန်းတွေပါနေနဲ့ဘတ်အိုင်ဗျူးလို့ခေါ်တဲ့အပေါ်စီးနဲ့ကြည့်ရင်လက်ဖွားလည်းမဟုတ်ဘူးလက်ဖမိုးလည်းမဟုတ်ဘူးလက်မလည်းမဟုတ်ဘူးလက်သားလည်းမဟုတ်ဘူးလက်ထိတ်ကလေးတွေပဲမြင်ရတယ် point of view လို့ခေါ်တဲ့ကြည့်တဲ့ရှုထောင့်ကနေအဖြေ5မျိုးပြောင်းသွားတယ်လက်ဖွားလည်းမှန်တယ်လက်ဖမိုးလည်းမှန်တယ်လက်မဝရှင်မြင်တယ်ဆိုတာလည်းမှန်တယ်လက်သားလည်းမှန်တယ်လက်ထိတ်ကလေးတွေပါကွာဆိုတာလည်းမမှားဘူးလောကကြီးကိုအဲ့လိုပုံစံနဲ့ရှုမြင်တတ်မှအဆင်ပြေမှာလက်ဖမိုးမှာအမှန်ဆိုတဲ့ပုံစံမျိုးနဲ့လောက်ခဲလို့အခုဘာသာရေးနဲ့ပတ်သက်လို့ပြဿနာတက်တယ်ဖက်ဒရယ်ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ပြဿနာတက်တယ်ကချင်နဲ့ကရင်နဲ့မတည့်ဘူးရခိုင်နဲ့ဗမာနဲ့မတည့်ဘူးသူဖြစ်နေတာဝင်နေဘူးကောင်းတယ်နော်ကျွန်တော်တို့ရခိုင်နဲ့မမုန်းဘူးနော်ကျွန်တော်မိမဆွတ်တွေ့သူမမုန်းဘူးကျွန်တော်မိမဆွတ်တွေ့သူဒါပေမဲ့အဲ့ဒီရခိုင်နဲ့ဗမာတွေကိုတအားမုန်းတယ်နော်ကျွန်တော်ပြောချင်တယ်ကျွန်တော်တကယ်ကြီးနေမှာလည်းရခိုင်နဲ့အများကြီးခင်ဗျားတို့မတရားသဖြင့်တော့မလုံးနဲ့ကျုပ်တို့ခေါင်းလေးနဲ့ကိုက်ရင်တော့ကျုပ်တို့ရခိုင်မုန်းဒီပြေးတော့တာခင်ဗျားတို့ဒီနေ့နိုင်မကြီးနေတဲ့နေတိုးကရခိုင်မင်းသားရတနာမိုင်ကရခိုင်အစိုးရကျုပ်တို့မှတော့ချစ်လိုက်ရတာခင်ဗျားတို့ကလာပြီဗမာတွေဘာဖြစ်တယ်ငါဖြစ်တယ်ဖြစ်နေတာတကယ်တော့ပြန်စဉ်းစားကြည့်ရင်လူမျိုးတွေမှာဗမာငဘောဟာအဲဆိုင်းစီကြောက်လဲအားပေးတယ်အဲဆိုင်းအဲခုံးကြီးလဲအားပေးတယ်အဲလုံးဝလဲအားပေးတယ်အဲအွန်လိုင်းအဆိုင်းလဲအားပေးတယ်ဟုတ်တယ်နော်ခင်လေးຫນွယ်လို့ခေါ်တဲ့ဟိုပတောင်မာလေးလဲအားပေးတယ်ဘယ်လူမျိုးမှမဆွဲဘဲနဲ့တွေ့သမျှအကုန်အားပေးနေတာကျွန်တော်တို့ဗမာလူမျိုးငဘောပဲရှိတယ်သူတို့ကတော့သူတို့လူမျိုးနဲ့သူတို့ဆွဲနေနောက်တော့ကချင်နောက်တော့ကရင်ဖြစ်နေတာပြီးတော့ဒီဗမာကိုပဲပြောဆိုခံရတယ်ထူထောင်းခံရတယ်အာနာရှင်ကဖိနေတာတစ်မျိုးအချင်းချင်းကမကြည်လင်တာတစ်မျိုးမိအေးဘယ်နှခါနာမှမသိတော့အကျဉ်းချင်းနာနေရတယ်ကြံစမ်းကြည့်ရင်စိတ်တူဖို့ကောင်းတယ်တကယ်တော့ကျွန်တော်တို့ကဖြူစင်တယ်ရိုးသားတယ်ထားတော့အဲ့တော့ကျွန်တော်ပညာရေးကိုလည်းကောင်းကောင်းမလုပ်ခဲ့ဘူးအဲ့တော့ကျွန်တော်သားပြောတဲ့နော်ကျွန်တော်သားရဲ့ပြောတဲ့စကားအဖေးတဲ့လေးတန်းဒါအစိုးရအကြောင်းနဲ့အဆင်မပြေတော့ဘူးဖေးတဲ့ကျွန်တော်သားစကားတတ်တယ်နော်ဂိမ်းနေတာဆိုတယ်ဂိမ်းနေဆိုသူဂိမ်းနေထူးဆန်းတယ်ငကြက်နဲ့အဲ့ငကြက်တွေကလည်းဝယ်ပြရတယ်တောင်းကနမ်းမဲ့ငကြက်နဲ့တတ်ထားတာဟဲ့မင်းတော့ပြစ်ပါသက်တရလေအော်လို့ကျွန်တော်တခါတည်းအိတ်နေလန့်နိုးတယ်ကဘာတွေတော့အမဟုတ်တာတော့ဂိမ်းဆောင်တာမဟုတ်မင်းကမင်းတယောက်တည်းဆောင်တာမဟုတ်ဘူးလားမဟုတ်ဘူးတော့3ယောက်ဆောင်ဘယ်မလို့တော့တယောက်ကပြည်ရတယ်ဟာတယောက်ကစစ်လို့ရဟာမသိဘူးကျွန်တော်နားမလဲသူတို့ဂိမ်းနေအဲ့လိုဆောက်လို့ရတယ်တဲ့ငကြက်နဲ့အဲ့ဒီမှာတော့ဦးစင်းငယ်လေးကိုရင်ငယ်လေးတပားပါလာသူတို့အကုန်ရှုံးတယ်ဟိုကောင်ကလူလိုမပြောဘူးလေတခါကြီးကဲပါဦးတခါကြီးကိုရိုကဲပါဦးကိုရိုပြန်လို့မလို့မယ်ဆိုအဲ့တော့တားပါပြောလို့ဆိုအဲ့ဒီကောင်ပါလို့ရှုံးတာအဖေတဲ့ငါတည်တော့မယ်မြန်ကဲသူတားတော့မြန်ပြည့်ရမှာလေအခုပြန်လို့မလို့မယ်ငါပြန်လို့မလို့မယ်သူပြောတာအကြာကြီးတဲ့သူပြောတာကြာတာနဲ့ရှုံးတာတဲ့မပါနဲ့လို့ပြောလို့လည်းမရဘူးတဲ့အဲ့ကိုရင်လေးလားဦးစင်းလေးလားမသိဘူးငယ်လေးကမန္တလေးကအမင်းတို့ဘလို့တွေ့တာဆိုဒီလိုပဲနဲ့ line မှာပေါ်တယ်တဲ့အဲ့ဒါကစားနေ line မှာပေါ်တယ်လို့ပြောတယ်ကျွန်တော်တို့စိတ်ဝင်စားတော့မသိဘူးပေါ့ဗျာအဲ့တော့ဒီကောင်တွေကထက်တယ်တွက်တယ်ကွန်ပျူတာတွေပါတွေကျွမ်းတယ်အဲ့ကျွန်တော်တောင်းဆိုတာလေးတန်းနဲ့မှာဖေးသားဟောတော့ဒီထဲမှာဆရာဆရာမတွေပါညောလေးစားပါတယ်နော်ကျွန်တော်ကိုယ်တိုင်ကျူရှင်ဆရာပါကျွန်တော်ကိုပြောနေတာလူပုဂ္ဂိုလ်တွေကိုပြောနေတာမဟုတ်ဘူးနော်မကောင်းတဲ့စနစ်ကိုပြောနေတာကျွန်တော်သားပြောတဲ့စကားဖေးတဲ့တာအစိုးရအကြောင်းနဲ့အဆင်မပြေဘူးဖေးမင်းစကားကလည်းကြီးလိုက်တာကွာလို့အစိုးရအကြောင်းနဲ့အဆင်မပြေတော့အဖေကဘာလုပ်ပေးရမှာလဲကောမင်းကိုလည်းဒီเจ้าကနေဆယ်လားအောင်ခဲ့တာအခုတက်ကတော်တက်နေပြီအဖေကတတိမဟုတ်ဘူးသားရဲ့လို့အပြင်เจ้าမှာထားရင်သိန်း20 30ကုန်တယ်အဖေအဲ့လောက်ပတ်စံမပေါ်ဘူးလို့ဘာဖြစ်လို့တော့အဖေကတာအစင်တော့မပြေဘူးဖေရတဲ့ဘာဖြစ်လို့တာအတန်းထဲမှာမော်နီတာပြတယ်တန်းကောင်းဆောင်တရက်ကဆရာမရောက်လာပြီးတော့
तू ကစာမတင်နိုင်ဘူးတဲ့တောက်ကစားနေတာပေါ့အဲ့တော့ဝုန်းဝုန်းနဲ့ရိုက်တော့အကုန်လုံးရိုက်ခံတယ်ပြီးတော့ဆာမပြောတာဟောမော်နီတာသူ့ထက်ညိုလာကစားနေရဆပြီးတော့ကဲနေတာဟုတ်လားငါဒီမှာအစည်းအဝေးတွေနဲ့လှုပ်ရှုပ်နေတယ်ဝါလုံး7နာရေးထားပြန်လာတော့မပြီးရင်နင်တို့အကုန်ရိုက်ခံရမယ်ဆိုပြီးတော့တောင်းဝင်ပြီးသွားတယ်ပြေးတယ်တားတို့အကုန်လုံးနဲ့ဝါလုံး7နာဟောတာရဲ့ဝါလုံး7ရေးလိုက်ပေါ်တာရဲ့ကာကြီးဆိုတာဝါလုံးလေးနှလုံးပူထားတာအောက်ကဖြတ်လိုက်တော့ကာကြီးခါကွေးဆိုတာဝါလုံးလေးကိုအဆန်လေးခတ်လိုက်တော့ခါကွေးခါငယ်တော့အောက်ကဖြတ်ကျွန်တော်ဆရာလောက်တာဝါလုံးလေးတွေဝိုင်းမှလိမ့်လေးတွေလှတာငါသားကြီးပေါ့ကွာဆရာမလည်းအားမအားဘာပြန်ပြောအောင်ဖေးတဲ့တားတို့ကကွန်ပျူတာကင်ပါလေဖေးတဲ့ဘောပင်ကိုတားတို့ကလက်မှတ်ထိုးအောင်လောက်ပဲတုံးပါဝါလုံးတွေဝိုင်းစာမလုပ်ဘူးတဲ့ဒါနဲ့ကျွန်တော်ရှော့ရသွားတယ်ဟုတ်တယ်လေသူပြောတာဟုတ်တယ်လေသူကွန်ပျူတာကင်ပါလေဘောပင်ကတော့လက်မှတ်ထိုးဖို့လောက်ပဲတုံးပါပြန်စဉ်းစားကြည့်တော့ဟုတ်တယ်လေဗျာကျန်တော်တွေအားလုံးကကွန်ပျူတာနဲ့သွားမှာလေဘောပင်ကိုတားတော့လက်မှတ်ထိုးအောင်လောက်ပဲတုံးပါဖေးတဲ့အဲ့ဒီဝါလုံးတွေကလိုဘူးတဲ့မတတ်လေလေအဲ့လောက်မညံ့ဘူးတဲ့အေးထားတော့ဖြစ်ချော့မော်ပြီးထား9တန်းရောက်ဒါပြောဖေးတဲ့ဒါအဆင်မပြေဘူးနော်တဲ့အေးအဖေလည်းအဆင်မပြေဘူးလို့ဒါအဆင်မပြေတာလည်းမဟုတ်ဖေးလည်းအဆင်မပြေဘူးလို့ဘာဖြစ်ပြန်ပြီတော့လို့ရောက်တယ်ဒီမှာကြည့်တယ်ပလာဆောက်တဝက်စမနာ30လောက်ရှိတယ်တော့တင်ချဘာဖြစ်လဲဒါတပုတ်ကို10ခေါက်တော့ခက်ဖို့ပြောတယ်ဒါကြက်စာဆိုတာကြက်ရတယ်တွက်စာဆိုတာတွက်ရတယ်တွက်မှမှတ်မိတာငါသားဆရာမမှတ်မိစေချင်လို့စာအုပ်ကိုပြစ်ပေးတာဖေးကိုပြီးတော့မှကြော့လုပ်တယ်ပြစ်ပြီးတော့အကွာရောင်ကန်းနဲ့ဖတ်ကြော့ဖေးတယ်အဖေကြိုက်တဲ့အပုတ်မေးပါဒါစိတ်တော့နဲ့ဖြေမယ်အဲ့တော့တပုတ်10ခေါက်တွက်နေတော့ဒါဘယ်ချိန်ဂိမ်းကစားမှာည7နာရီထိုးတော့မပြီးတော့ဘူးတဲ့အဖေကြိုက်တာမေးမရလို့ရှင်ဒါတွက်မယ်တဲ့ကြိုက်တဲ့အပုတ်မေးဒါစိတ်တော့နဲ့ဖြေပြမယ်တဲ့တပုတ်ကို10မျက်နှာလိုချင်ရင်လေမိတူဆွဲလိုက်ပါဖေးရတယ်တမျက်နှာမှာ15ချက်ပဲပေးရတယ်ဘာလဲကားတဲ့ချိန်နေကောင်းအောင်ဒါလည်းဟုတ်တာပဲကျွန်တော်အခု6တန်းပြောင်းလိုက်ပါပြီကျောင်းပြောင်းလိုက်ပါကျောင်းပြောင်းလိုက်တော့ပြင်ပကျောင်းတိတာထင်ရှားစွာဟောကင်ရှူးနဲ့ကျင်းမောင်းမီနဲ့သူကျောင်းကျင်းမောင်းမီဝလို့ရတယ်ဘောင်းမီဝလို့ရတယ်ကျောင်းအပေါ်တော့ကျောင်းမစုံဖက်နှက်300ဝယ်ပေးရတယ်အာကသားရဲမှာစီမာနဲ့ဘယ်ရဲမှာစီမာဟာနဲ့ပေါ်ပါပြောရွှဲကျောင်းမနေ့6နာရီဆိုရေမိုးချိုးပြီးပြီအတန်ပြန်လေးရလဲကြိုက်တော့ညနေပြန်လာတယ်4နာရီလောက်ချူရီတန်နေနဲ့ကြည့်လိုက်တော့ပျော်ရွှင်ပေါ်ပါလန်းစားကျွန်တော်ပတ်စံပေးရကြိုးနတ်တယ်ကျောင်းတက်တဲ့ကလေးကြောင့်ပျော်နေရမယ်ပြည်နိုင်ကြီးကပျော်နေရမယ်ကျောင်းသားပျော်နေပြီတေးကြတော့သူကပြန်လာပြီဖေးတယ်ကျွန်တော်အခုလိုမျိုးဟောပြောပဲသွားဖို့လုပ်တယ်ဖေးဟေးစကားနဲ့ပြောလို့ရလားအေးရတယ်ခဏပေါ့ကွာ15မိနစ်ပေါ့ကားလာကြိုရင်တော့ဖေးသွားမှာလို့ပြောလို့ပါပြောလို့ထုံးသားတိုင်းကောင်ချွဲတတ်တော့ဖေးကိုလာဖက်ဖေးတယ်ဘာအခုကျောင်းမှာကျောင်းသားသမဂ္ဂဥက္ကဋ္ဌနော်တဲ့ဟမ်ကျောင်းသားသမဂ္ဂရဲ့6တန်းနေသားမဟုတ်မင်းကျောင်းသားသမဂ္ဂတွေပါလေပြောမင်းဘယ်သူဥက္ကဋ္ဌခဏသမဂ္ဂအတိတ်ပဲမသိလားသိတာပါဖေရတယ်သမဂ္ဂဆိုတာအသင်ပင်စီယုံပဲ6တန်းက4ခန်းရှိတယ်ဒါကမလုပ်ချင်ပါဘူးတဲ့ဒါအကုန်လုံးကသားကိုလှုပ်ပါပြောတော့လောက်ရတယ်လှုပ်တော့ဒီတိုင်းတော့ရလာမဟုတ်ပါဖေရတယ်4ခန်းဆို4ယောက်ပြန်ရတာပေါ့လေ4ခန်း4ယောက်ပြန်ရတာလေအဲ့တော့မင်းဘယ်လိုပြန်အော်ပြောမဲဆွဲရတယ်လေဖေရမဲဆွဲရတယ်မဲဆွဲရတယ်ရုပ်ကပွဲလုပ်ပြီးတော့မဲဆွဲရတယ်လေဖေရတယ်ရုပ်ကပွဲလုပ်ဖို့အတွက်မဲဆွဲတဲ့စကားတွေပြောတယ်လေဖေရတယ်အမေဘာတွေပြောတော့ဟာဖေရတယ်သားအဲ့တခါဝင်တခါနဲ့သားပြောတယ်ကောင်မလေးတွေအမှသားမေးလိုက်တယ်ကဲငါအခုရွေးမယ်ငါဥက္ကဋ္ဌမင်းတို့ငါ့ကိုမဲပေးကြအဲ့နင်တို့ဘာဖြစ်ရှင်လဲပြောလို့သားမေးလိုက်တယ်အဲ့မှာကောင်မလေးကအမှပြောတယ်သူတို့เจ้าရဲ့အိမ်သားကကလေးတွေဖြစ်တဲ့အတွက်တကားအပြည့်မကာထားဘူးစင်နေရက်လို့တဝက်6တန်းဆိုတော့ကလေးတွေပါဒါပေမဲ့အဲ့6တန်းထဲမှာအပြိုပေါ်ဝင်လာစားနည်းနည်းခတ်ထော်မိန်းကလေးတွေပါတယ်သူတို့က toilet ဘိုးတိုင်းထိုင်တော့ခန္ဓာကိုယ်ကနည်းနည်းထွားတော့ဒူးလေးတွေပါလေးတွေခြေသလုံးလေးတွေပေါ်တော့သူကနည်းနည်းရှက်တယ်အဲ့ဒီဟာကိုသူတို့ကအပြည့်ကားစေခြင်းတယ်အဲ့တော့တားကိုပြောတယ်တဲ့သူတို့ညနေဥက္ကဋ္ဌအဖြစ်ငါတို့ရဲ့ထောက်ခံမဲကိုလိုချင်ရင်ဒီတကားတွေကိုနေဥက္ကဋ္ဌအဖြစ်အပြည့်လုပ်ပေးနိုင်မလားလို့တားကိုမေးတယ်တဲ့အဲ့မင်းဘာပြောလိုက်ငါ့ကိုသာဥက္ကဋ္ဌဖြစ်အောင်မဲတက်ငါလုပ်ပေးမယ်လို့ပြောလိုက်တယ်ဟာဟဲ့အောင်မင်းကျောင်းဟာတွေကိုမင်းကိုလို့ချင်တယ်လို့မရဘူးလေလို့အဲ့ဒါတွေမသိဘူးဖေရတယ်လောဆယ်တော့ဥက္ကဋ္ဌဖြစ်ဖို့ရည်ကြီးတယ်မင်းကလေးတွေတော့ပါမင်းယောက်ျားလေးတွေကြတော့လားယောက်ျားလေးတွေပိုးလွယ်တယ်ဖေရတယ်တောက်လို့ကြောင်ပါထမင်းတုပ်ပဲရှိတာတောက်လို့ကြောင်ပါထမင်းတုပ်တယ်အဲ့ဒီအေးနဲ့ဒါပဲရှိတာဒီကောင်လေးစားနေတာဒင်းဆန်တို့ပေါက်စီတို့ဟမ်ဘာဂါတို့ဒီကောင်လေးတားပြောလာတာရှင်းလေးပဲငါ့ကိုသာမင်းတို့ဥက္ကဋ္ဌဖြစ်အောင်မဲတဲ့ဖြစ်မင်းတို့စားနေတာလေအကုန်လုံးဈေးစင်တန်းဖြစ်အောင်ငါလုပ်ပေးမယ်လို့ပြောလိုက်တယ်
မင်းမလုံနိုင်ရင်ဘလို့အဖေအဲ့ဒါနောက်မှတယ်လောလောဆယ်ဥက္ကဋ္ဌပြုတ်ရေးကြည့်တယ်6တန်းရွေးကောက်ပွဲဆိုတဲ့စကားလုံးကိုပြောတယ်မဲဆွဲတယ်ဆိုတဲ့စကားလုံးကိုပြောတယ်တပတ်ကဆိုတဲ့စကားလုံးကိုပြောတယ်ကျွန်တော်တို့ခုကလေးတွေ10တန်းအောင်ပြီးရင်16နှစ်ပြည့်မယ်မကြခင်မှာမဲပေးရမယ်ဘာသိလဲဘာမသိဘူးသူတို့ဘာမှမသိတာကိုအပြစ်မပြောနဲ့ကျောင်းကဆရာမကိုယ်တိုင်ဘာမှမသိဘူးဘာမှမသိလို့ဆရာမအဲ့စကားပြောနေတာလေဆရာမကျမနိုင်ငံရေးနဲ့ကင်းတယ်နိုင်ငံရေးနဲ့ကင်းရင်လူမဟုတ်ဘူးနိုင်ငံရေးနဲ့ကင်းတာတိရစ္ဆာန်ပဲရှိတယ်လူဆိုနိုင်ငံရေးနဲ့ကင်းလို့အများကိုသင်ပေးနေရတဲ့ဆရာမကိုယ်တိုင်ကဒီလိုလေးကျမနိုင်ငံရေးနဲ့ကင်းတယ်ဆိုမှတော့ဒီပညာကြီးကဘာသုံးစားလို့ရအောင်မလဲဦးနေဝင်းလက်ထက်ကထက်ခဲ့တဲ့ဂျင်းဘတ်ကြီးဦးနေဝင်းလက်ထက်ကထက်တဲ့ဂျင်းဘတ်ကြီးကိုဒီနေ့ဒီချိန်ထိလူတွေကြောက်ရွံ့တုံလို့ဒါကိုဒေါအောင်ဆန်းစုကြည်တက်နေတယ်မှာဖြေပေးနေပါတယ်ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်စကားသူတို့နားတော့အပြည့်ရောက်ဖို့မရဘူးဝန်ထမ်းတွေကနိုင်ငံရေးနဲ့မပတ်သက်ရဘူးဆိုတော့မှားတယ်လို့ဒေါအောင်ဆန်းစုကြည်ပြောပြီးသားနော်ကိုရုံးကိုသွားပြန်လာရင်ကိုကြိုက်တဲ့ပါတီကိုအားပေးဝင်းရတိုက်တာလို့ကိုလို့တော့မထိခိုက်စေနဲ့ပြောပြီးသားသို့တော့ဂျင်းဘက်ကထည့်ထားတဲ့ဂျင်းဘက်ကဒါကြည့်တော့ထားပါတော့ဆရာမတွေကိုကျွန်တော်အပြပြောသလိုဖြစ်ပါလိမ့်မယ်တကယ်တော့လည်းကျွန်တော်ကပြောချင်တာပါနော်ဆိုတော့ဒီဆရာမတွေကိုတိုင်ကနိုင်ငံရေးကိုနားမလည်ပဲနဲ့ဒီကလေးတွေကိုဗာသင်ပေးမှာတော့ကျွန်တော်အများနဲ့ပြောတဲ့စကားရှိတယ်ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမဲ့ထိန်လင်းလေးသာခင်ဗျားတို့လိုဆရာမတွေနဲ့သင်ခဲ့ရရင်ဒီနိုင်ငံလွတ်လိုက်မရဘူးဟုတ်တယ်နော်တခင်ကိုလိုမိုင်းလိုဆရာမျိုးဒီလိုဥပချိုလိုဆရာမျိုးဥရဇတ်လိုဆရာမျိုးနဲ့တွေ့ခဲ့လို့ရဲတောက်အောင်ဆန်းဖြစ်လာတာနော်မာကျော်တဲ့တန်ချောင်းအောင်ဆန်းဖြစ်လာတာနော်ထားပါတော့ဗျာဒါတွေကပုဂ္ဂိုလ်ရေးဆာမာတယ်တဖြည်းဖြည်းနဲ့တော့ပြင်ရမှာပေါ့နော်တိုင်းပြည်မှာဆရာဆာမာတွေခန်းကဏ္ဍအင်မတန်အရေးကြီးတယ်ဗျနော်ဒါလည်းထားလိုက်ပါတော့အဲ့တော့ကျွန်တော်နိုင်ငံရဲ့ပညာရေးသည်ကျွန်တော်နိုင်ငံရဲ့အခြေအနေသည်ဆောတော့ပြောတယ်ပညာကောင်းမတတ်ဘူးအဲ့ဒီပညာရေးမှာနောက်ထပ်တစ်ခုမပါတာပါလဲစာပေအမှုပညာမပါစာကြည့်တိုက်အသုံးချတဲ့ပညာရေးမပါစကားတစ်ခုနဲ့ကျွန်တော်ရှင်းအောင်ပြောပါမယ်စာကြည့်တိုက်ကိုဌာပနာခြင်းမရှိတဲ့ပညာရေးဟာပညာရေးမမီဘူးတန်ပြောမယ်စာကြည့်တိုက်မပါတဲ့ပညာရေးဟာပညာရေးမဟုတ်ဘူးခုကျွန်တော်စာကြည့်တိုက်မပါဘူးကလေးတွေဖတ်ဖို့နေနေတာသာသင်နေတဲ့ဆရာမမဖတ်ဘူးအဲ့လိုထုတ်ပြောတဲ့ဆရာမတွေကိုတွေ့ဘူးလေနော်ဆရာလည်းကျမတို့စာပေဝါဒနာမပါဘူးစာပေဝါဒနာမပါဘဲနဲ့ဘာလို့ဆရာလုပ်နေသေးတော့ကျွန်တော်တပည့်တွေကျွန်တော်ပြောတဲ့စကားကျွန်တော်စာသင်တဲ့25နှစ်အတွင်းမှာကျွန်တော်အကုန်ယူဆုံးစကားဆရာလေးပြတယ်ဆိုတော့ဆရာလေးပြလူចောင်းသားဆိုးတွေလေးပြဆရာတော့လေးပြတယ်ဆရာဘာဖြစ်လို့လဲကွာဆရာရေးလေးကျွဲတယ်ဗျာသူတို့စကားဆရာရေးလေးကျွဲတယ်ဗျာဆရာမသိဘူးဆိုတာမရှိသလောက်ဒီနေ့မသိဘူးဆိုဆရာမနေ့ကညာသိပြီဆရာကျွန်တော်ဟုတ်တယ်လေဒီနေ့မသိရင်โอเคငါမသိဘူးဒါငါမသိသေးဘူးလေမနေ့ကညာရှင်းပြပြီခဏကျွန်တော်တနေ့ကုန်ရှာတယ်တော်တော်များများတော့သိပြီးသားကြက်တယ်ပြက်အဲ့တော့ကျွန်တော်ကလေးများရဲ့မှတ်ချက်ဒီဆရာရေးလဲကျွဲတယ်ဗျာကျောင်းဆရာကျွဲရမယ်ဗျာမကျွဲရင်ကျောင်းဆရာမလုပ်နဲ့အခုတော့မကျွဲသောသူများကလုပ်တယ်စာပေဝါဒနာမပါသောသူများကလုပ်တယ်ဘာအတွက်လုပ်မှန်းလည်းမသိဘူးလာသာလည်းတော့အများကြီးလည်းမဟုတ်ဘူးရတာတသိန်းမဲ့လောက်ဆရာလာသာလည်းမဟုတ်ဘူးเนาะကျွန်တော်စကားတွေတော့ဒါကြီးရှော့ပြီးတော့ပြောထားပါတယ်တကယ်တက်တယ်ပြောရင်တအားနာကုန်မှာဆိုလို့ထားလိုက်တော့အဲ့တော့စာကြည့်တဲ့ကိုဌာပနာခြင်းမရှိတဲ့ပညာရေးဟာပညာရေးမမီဘူးဒါတော့အခုကျွန်တော်တိုင်းပြည်ကျွန်တော်နိုင်ငံကစင်ကာပူကိုရောက်သွားပင်မဲ့အင်ဂျင်နီယာတယောက်ဖြစ်ပင်မဲ့ကျွန်တော်စာအုပ်ကိုငပေါ်စာအုပ်လို့ပြောတဲ့လူတယောက်အသက်ကလည်းမငယ်တော့ဘူးအင်မတန်ညံဖင်းတဲ့ပညာရေးကိုသင်ခဲ့ရတဲ့အတွက်ဒီစကားမျိုးသူပြောထွက်တယ်ကျွန်တော်ပါဇက်ကပြောမထွက်ဘူးကျွန်တော်လူတယောက်ကိုဝေဖန်မယ်ဆိုရင်ကျွန်တော်တေးသေးချာချာလေ့လာပြီးမှဝေဖန်မှာအဲ့တော့ဒီပညာရေးကမွေးထုတ်လိုက်တဲ့လူတွေမကောင်းတာတိတ်တော့မထူးဆန်းဘူးလေမကောင်းတဲ့ဝင်းကျင်ကနေမွေးထုတ်လိုက်တဲ့အတိုင်းတာအဲ့တော့နိုင်ငံတကာပညာရေးကဘာလုပ်တယ်လဲဒါလေးတော့ထည့်ပြောမှရဟာခင်ဗျာကျွန်တော်တို့တော့အပြစ်ပြောသွားပြီးတော့နိုင်ငံတကာမှာဘယ်လိုလုပ်တယ်လဲလွယ်လေးအများကြီးတော့မပြောနိုင်တော့ဘူး KG + 12တဲ့နဲ့မူလာတန်း6နှစ်အလယ်တန်း4နှစ်ထက်တန်း2နှစ်6 4နှစ်12တန်းတော်ရှင်းတယ်တကယ်ကအင်္ဂါဘလို့ကြလာပြီးစားတဲ့နဲ့တင်စားရှိတာတွေတင်တယ်တောက်ကြနေမှာစာကြည့်တိုက်ကိုတွားတယ်စာကြည့်တိုက်ကနေစာအုပ်တုပ်အတန်းနဲ့လျော်ညီတဲ့အသက်နဲ့လျော်ညီတဲ့စာအုပ်တုပ်ဘယ်နေလဲတောက်ကြယူသွားစနေဖတ်တနေ့ကနေဖတ်တနေ့လာနေမှာအဲ့ဒါကို workshop လုပ်တယ်တယောက်ချင်းပြောဆရာမတယောက်ချင်းဆွေးနေတယ်အဲ့ဒီစာအုပ်ထဲမှာပါတဲ့သင်္ကန်းသားတွေကိုတယောက်ချင်းဆွေးနွေးပြီးတော့အယူဆအတွေးခေါ်လွဲနေတဲ့လူတို့တယောက်ချင်းတက်ပြီးတကယ်တော့ဒါကျွန်တော်အသေးစိတ်ပြောရမှာဒီမှာမပြောနိုင်တော့လူရင်းပြောရင်တော့
စင်ဒရဲလာပုံလို့စင်ဒရဲလာမှာမိတွေပါတယ်သမီးချင်းနှစ်ယောက်ပါတယ်စင်လက်ပါတယ်စင်ဒရဲလာလေးပါတယ်မင်းသားပါတယ်ကာပွဲချင်းပါတယ်မိတွေကစင်ဒရဲလာကိုနှိပ်ဆက်တယ်သမီးနှစ်ယောက်ကိုရှေ့တန်းပို့သမီးနှစ်ယောက်ကမင်းသားလေးကမကြိုက်ဘူးစင်ဒရဲလာလေးကိုပဲကြိုက်တယ်တကုရှင်ဖွားကြီးပါဟာနောက်ဆုံးရွှေအောင်ဖဏကလေးခြံခဲ့တယ်ရွှေအောင်ဖဏလေးစီးကြည့်တယ်တော်တဲ့သူကစင်ဒရဲလာမင်းသားလေးနဲ့စင်ဒရဲလာလေးနဲ့ပေါင်းတယ်ဇလန်တာဆာမမေးတယ်တယောက်ဟေးတားလေးထားပါဦးတားလေးဂျိုးဆက်ဟုတ်ကဲ့ဆာမတားလေးဒီပုံမြင်ထဲမှာဘာဖြစ်ချင်လဲဆာမကျွန်တော်တကုရှင်ဖွားကြီးဖြစ်ချင်တယ်ဆာမမှတ်ချက်ရေးတယ်ဒီကောင်ကသိပ္ပံပညာကိုစိတ်ဝင်စားတဲ့ကလေးတယောက်တကုရှင်ဖွားကြီးဖြစ်ချင်တော်တော်များများဖြစ်တာတော့မင်းသားလေးဖြစ်ချင်တယ်တော်တော်များများဖြစ်တာတော့စင်ဒရဲလာလေးဖြစ်ချင်တယ်ဒါလည်းမထူးဆန်းလာပြီထူးထူးဆန်းဆန်းဟေးဂျက်စမင်စပယ်မာလေးစပယ်ပြူလေးသမီးဘာဖြစ်ချင်လဲကွယ်ညနာညွန့်ညွန့်ငယ်ငယ်လေးနဲ့ဟုတ်ကဲ့ဆရာမသမီးလေးဒီပုံမြင်ထဲမှာမိတွေးမကြီးဖြစ်ချင်ပါတယ်ဆရာမဘယ်သူမှမဖြေတဲ့အဖြေဆရာမချက်ချင်းပဲကွန်ပျူတာကိုတောက်ဆိုနှိပ်လိုက်တယ်ဂျက်စမင်ရဲ့ကိုရေးချင်းကြလာသားသမီး9ယောက်ရှိတယ်အဖေကကုံကားမောင်းတယ်အမေကတန်ရှင်းရေးဝန်ထမ်းအဖေကဆေးဆွဲနေတယ်အမေကရက်ဆွဲနေတယ်တပတ်ကို3ခါလောက်ရံဖြစ်တယ်မိသားစုမှာဂျက်စမင်ကအချီဆုံးခဏအဆူဆက်အရိုက်အနှက်ခံတယ်ဘယ်ရောက်တော့ရုံမှာသွားကြမလို့ကွန်ပျူတာထဲမှာကုန်ပါပြီသားကြည့်လိုက်ပြီဩသမီးရဲ့မိတွေးမကြီးကကောင်းလို့လားသမီးရဲ့မကောင်းပါဘူးဆရာမလောကကိုကောင်းကျိုးပြုသလားသမီးမပြုပါဘူးဆရာမစင်တော်လားလေးပေါ်မှာကျင်နာလားသမီးမကျင်နာပါဘူးဆရာမဘာလို့များအဲ့ဒီလိုစိုးစိုးဝါးဝါအခြေအနေတွေကိုသိရတဲ့နဲ့သမီးကဘာဖြစ်လို့မိတွေးမကြီးဖြစ်ချင်ရတာလဲသမီးရဲ့ဟုတ်ကဲ့ဆရာမမိတွေးမကြီးကလေလောကပေါ်မကောင်းတာမှန်ပေမဲ့စင်တော်လားလေးပေါ်မကောင်းတာမှန်ပေမဲ့သူ့အိမ်မှာတော့ तू ကဘူပဲလေဆရာမကလေးမလေးရဲ့ဝေဒနာကိုဆာမသိသွားပြီ Child psychology လို့ခေါ်တဲ့ကလေးစိတ်ပညာကိုအခြေခံတဲ့ယောဂတစ်ခုကိုသူသိသွားပြီ Jasmine ဟာယောဂအနုစားလေးတစ်ခုကိုခံစားနေရတယ်အဲ့ဒါပါလေစိတ်ကြယောဂအိမ်မှာဘိုလ်ကြခံနေရတဲ့ယောဂမှတ်ချက်ရေးလိုက်တယ်နောက်နေရာနေစပြီး Jasmine ကိုသူပို့၍နှွေးထွေးသောပို့၍ကျင်နာသောပို့၍ပြုစုဆောင်းရှောက်မှုများဆောင်းရပေးတယ်တင်ကြားမှုတွေကိုပို့ပြီးအသေးစိတ်အောင်ဆောင်းရပေးတယ်ကျွန်တော်နိုင်ငံမှာကျတော့စာဖတ်ဖို့အချိန်မရှိဘူးလို့ပြောတယ်စာဖတ်ဖို့အချိန်မရှိဘူးကျောင်းမှာလည်းစာကြည့်လိုက်မရှိဘူးနိုင်ငံကလည်းပံ့ပိုးပေးနိုင်ခြင်းမရှိဘူးထားလိုက်တော့အဲ့တော့သူတို့နိုင်ငံမှာစာဖတ်တယ်ဆိုတာဒီအဲ့ဒီစာဖတ်ခြင်းကနေသင်ကြားပေးတယ်ချုပ်လိုက်မယ်တစ်ပတ်ကိုတစ်အုပ်တစ်လမှာ4အုပ်တစ်နေ့မှာ10လဆိုတော့အုပ်40စနေတန်းဆိုတော့စနေလေးလီ48အုပ်480သူတို့နိုင်ငံမှာမူလာအလယ်တန်းအထက်တန်းပြီးတဲ့ကျောင်းသားတိုင်းဟာစာအုပ်ပေါင်း400ကျော်ကိုဖြတ်တန်းပြီးတဲ့ဖတ်ပြီးတဲ့ကလေးတွေကြီးပဲတိုင်းပြည်ရဲ့နိုင်ငံရေးအကြောင်းလည်းသိတယ်လူမျိုးရေးအကြောင်းလည်းသိတယ်စီးပွားရေးအကြောင်းလည်းသိတယ်ပထဝီအနေထားလည်းသိတယ်လက်ပလောင်းတောင်အကြောင်းလည်းသိတယ်အေယာဝတီမြစ်အကြောင်းလည်းသိတယ်ရန်ကုန်မန္တလေးအမြန်လမ်းမကြီးအကြောင်းလည်းသိတယ်လူပတယောက်သိတယ်ဆိုတာလည်းသိတယ်ဘယ်ပါတီတွေကတိုင်းပြည်ကိုအုပ်ချုပ်နေတယ်ဆိုတာလည်းသိတယ်ဘယ်ပါတီကအတိုက်ခံဆိုတာလည်းသိတယ်ဘယ်အဖွဲ့တွေကသဘုံဆိုတာလည်းသိတယ်ကျွန်တော်နိုင်ငံကတော့တင်လိုက်တယ်ဒါတော့ကျွန်တော်ခုနပြောတာတင်နေတာလားတတ်နေတာလားနှစ်ချက်ကျွန်တော်ဒီကုန်းချုပ်ပါမယ်နောက်မှဆရာချုံညိုရှိပါတယ်ကျွန်တော်ကိုပြောတာတနားကြီးပြည့်သွားပြီကျွန်တော်ပြောချင်တာ3ချက်အဲ့ဒီ3ချက်မှာ1ချက်ကျွန်တော်တို့ပညာရေးကအင်မတန်အားနည်းခဲ့ပါပြီဒီထွင်ဖန်နေမှုရှိတဲ့ပညာရေးကိုကျွန်တော်တို့မသင်ခဲ့ရပါဘူးဝေဖန်ဆန်းစစ်မှုပါတဲ့ပညာရေးကိုကျွန်တော်တို့မသင်ခဲ့ရပါဘူးရှာဖွေတူးဖော်တဲ့ပညာရေးကိုကျွန်တော်တို့မသင်ခဲ့ရပါဘူးနံပါတ်4စာပေဖတ်ရှုလေ့လာမှုအလင်းကင်းတဲ့ပညာရေးကိုကျွန်တော်တို့ဝမ်ပန်တနည်းနဲ့ဖြတ်သန်းရပါတယ်အဲ့ဒီအချက်တွေကအခုဒီကနေ့လူမှုအဝန်းဝိုင်းကိုပေါ်ပေါက်စေပါတယ်အဲ့ဒီလိုဘာမှမသင်ခဲ့ရတဲ့အတွက်ခပ်ပေါ်ဆရာဝန်တွေအသေးပြမဲ့တဲ့ဆရာဝန်တွေပေါ်ထွက်လာပါတယ်လက်ပေးလက်ယူအင်မတန်လှုပ်လို့တဲ့တရားသူကြီးတွေပေါ်ထွက်လာပါတယ်ပြည်သူကိုမဆောက်ရှောက်ပဲလိုင်းကျေကောက်ဖို့လောက်ပဲစဉ်းစားတဲ့စကားမှုတွေအများကြီးပေါ်လာပါတယ်ကလေးတွေရဲ့ပညာရေးကိုဆောက်ရှောက်ရမယ်ဆိုတာကျူရှင်သင်ဖို့လောက်စိတ်ဝင်စားတဲ့ကျောင်းဆရာမကြီးတွေဆရာမတွေအများကြီးပေါ်လာပါတယ်တိုင်းပြည်ကိုအာဏာသိမ်းပြီးတော့ဗိုလ်ချဖို့လောက်စဉ်းစားတဲ့စစ်ဗိုလ်တွေအများကြီးပေါ်လာပါတယ်ကျွန်တော်မြတ်တောင်ပြောနေတာမကောင်းတဲ့ပညာရေးကနေမွေးဖွားပေးလိုက်တဲ့လူတွေဖြစ်တဲ့အတွက်အားကိုးစရာလူမယ်မယ်ရရမရှိတော့ဘဲနဲ့ညီတူမြတူပျက်စီးတဲ့ဝင်းကျင်ကြီးတစ်ခုပေါ်ပေါက်လာပါဒီနိုင်ငံကိုဥဆောင်ပြီးတော့ဖျက်သွားတဲ့လူရဲ့အုံနောက်ကတော်တော်ကောင်းတယ်ဗျငါဥက္ကဋ္ဌတရားယူမယ်မင်းတို့ကောင်းနေတပြားမယူနဲ့ဒါဆိုအဲ့လူသက်ဆိုးမရှိဘူးဘယ်ကောင်းလက်ချက်နဲ့သေမှမသိအဲ့လူသေမှာဒါပေမဲ့ तू တအားတော်တယ်ငါဥက္ကဋ္ဌတဲ့တရားယူမယ်တဲ့မင်းကဒုဥက္ကဋ္ဌ85ယူတယ်မင်းကအတွင်းမှု90ယူတယ်ဟိုကောင်တွေကအဖွဲ့ဝင်40ယူတယ်ဟိုကောင်တွေကအသင်းသားတွေ
အစိတ်စီ20စီတနိုင်ငံလုံးတခိုးတွေပြောင်းလုပ်ပလိုက်အဲ့တော့အကုန်လုံးကစိတ်တော်ပြီးခံညာကြီးပြာလို့ထုံးမလဲလို့ကောသူကပြုံပြုံကြီးငါလည်းတခိုးမင်းတို့လည်းတဝက်တူတူပဲအေးစေးပဲဒါတော့အဲ့ဒီလူကြီးကဒီနေ့ချိန်ကြီးမြဲတယ်ကျွန်တော်ကရှင်းတယ်နော်သူတယောက်တည်းစားခဲ့ရင်အဲ့လူကဘယ်သူလက်ချက်နဲ့တိမ်မှမသိတိမ်မှနော်တအားပတ်နဲ့တယ်သူကအကုန်လုံးခွဲပေးသွားတယ်အကုန်လုံးခွဲပေးသွားတဲ့ခါကျတော့အကုန်လုံးကတိုက်နေကားနဲ့ခြံနဲ့စိန်နဲ့ရွှေနဲ့ငွေနဲ့ဖြစ်သွားတော့ကတ်တွန်းဆရာမြေစာကကတ်တွန်းဆွဲတယ်လူနှစ်ယောက်ဒီဘက်မှာတိုးတိုးရန်နေဖြစ်နေကြတယောက်ကဒီဘက်မှာတိုက်ပုံကြီးနဲ့လူကြီးမင်းတို့ကောင်းနေကွာမင်းတို့ကောင်းနေဒီကိစ္စကိုငါဝင်ပါလို့ရှိရင်ငါပါတာနဲ့မင်းပါတော့မယ်မင်းပါရင်မင်းတပည့်ပါတော့မယ်မင်းတပည့်ပါရင်ငါတပည့်လည်းပါတော့မယ်ငါတပည့်ပါရင်ကတော့တာပဲကောင်းခြင်းရင်တော့ကောင်းဖို့ခက်တဲ့မြေကိုအခြေအနေကိုစိုးစိုးဝါးဝါဖန်တီးလိုက်ကြတယ်ဗမာနိုင်ငံအဆေးအသောနိုင်ငံအဖြစ် least developed country လို့ခေါ်တဲ့အဆေးအသောနိုင်ငံအဖြစ်ကျွန်တော်ခံခဲ့ရတယ်1980ခွန်အောက်တိုဘာလ29နောက်မကြဘူး88ဖြစ်တယ်ကျွန်တော်15နှစ်အဲ့တော့ကမ္ဘာဆင်းသောနိုင်ငံခုနေ့20အစိတ်ကြပြီးတော့ဝန်သားကြတဲ့ကြမင်းတို့နိုင်ငံကမ္ဘာဆင်းသောနိုင်ငံမဟုတ်တော့ဘူးဟာဝန်သားကျွန်တော်နိုင်ငံဘာဖြစ်သွားလဲမင်းတို့နိုင်ငံကမ္ဘာဆင်းသောနိုင်ငံမဟုတ်တော့ပါဘူးမင်းတို့နိုင်ငံအခု LDC မဟုတ်တော့ပါဘူးတဲ့ဘယ်ကဏ္ဍမှာမှမအောင်မြင်တဲ့အရာရာတွင်းဆုံးကြနေတဲ့ fail state အကုသိုလ်နိုင်ငံကြီးဖြစ်သွားပါပြီခုကျွန်တော်တို့နိုင်ငံကအရာရာတွင်းဆုံးကြနေတဲ့အကုသိုလ်နိုင်ငံဟာဒီလိုငဘောစာအုပ်တွေမဖတ်ပါနဲ့ကျွန်တော်အဖေတော့ဒီနေ့ညနေ6နာရီမှာပဲကွယ်လွန်သွားပါပြီဗျာဟာဟာတဲ့သူများဖေးသေးတာရည်စရာလားခင်ဗျားဗျာသူများဖေးရဲ့နိုင်ကိုခင်ဗျားဘာဖြစ်လို့ဟာပေးရတာလဲဗျာပြီးတော့ तू ကပေးတယ်လို့ပေးတယ်ကွာဒါပဲတဲ့ဒါပဲဆိုဆဲတာနော်ကျွန်တော်ပါးစပ်ကမထွက်လို့ဒါပဲဆိုဆဲတာမင်းမတင်းတန်းကုန်လိုက်သွားတရောင်းစားတယ်ဟာအကောင့်ကြည့်လိုက်တော့လူပုံမပါဘူးအောက်တန်းကြတဲ့ဟာတွေသာရင်းနေတာတင်ထားတာဖုံးကြီးပုံချိုးတကုံပုံကိုရပုံလုတ်ပုံတတ်တရလည်းတစ်စက်မှမရှိဘူးအဲ့တော့ကျွန်တော်တိုင်းပြည်ကျွန်တော်နိုင်ငံရဲ့အနေထားအဲ့တော့ခုနကျွန်တော်ဆက်ချင်တဲ့ဟာကိုလာပြီးဘာသာတရားပေါ်မှာလည်းလေးလေးနက်နက်မရှိဘူးနားလည်းမလဲမြတ်စွာဘုရားရှင်ကတိတ်ဆိတ်နေလိုတာလားဒီစကုနဲ့တွန်းညင်တာလားမြတ်စွာဘုရားဘယ်လိုစံပေတော်မူချင်တာလဲတိတ်ဆိတ်စံပေတော်မူလိုတာလားဒီစကုနဲ့တွန်းညင်တာလားကဲပဲနဲ့တွန်းညင်တာလားစုံညာပေါက်ကွဲဗျာဘာမကောက်ကျဆရာတော်ဖေးရမိန်တယ်ရှက်ဖို့ကောင်းတယ်ကွယ်တဲ့မင်္ဂလာတော်ဖွင့်တဲ့ချင်းနဲ့ဖုန်းကြောင့်ဖွင့်တဲ့ချင်းတူတူပဲဘုန်းကြီးတိတိလင်္ကာမှာနေခဲ့ဖို့ပါတယ်တဲ့ဓမ္မတေးပါလူတွေရဲ့ကာယဝါဒကိစ္စကလူတွေရဲ့ကိစ္စပါအခုတော့တို့နိုင်ငံဘုန်းကြီးကြောင့်ဖွင့်တဲ့ချင်းနဲ့ဓမ္မကြောင့်ဖွင့်တဲ့ချင်းရက်ွက်ထမှာဖွင့်တဲ့ချင်းတူတူပဲဘုံကထိန်လဲတာအိုးစုံညာပေါက်ခွဲလက်ကျစ်စစ်စုလဲတာပို့ဆိုးသေးခြေသုံးကိုတော်ကြီးကဖြူဖြူကျော်သိန်းနဲ့အလဲကနေခံတော်နဲ့နောက်ဆုံးကဝမ်းစုခိုင်သိန်းနဲ့ချမ်းမြေမောင်ချုပ်လေးနဲ့မှမလဲရရင်ငါမကြွားဘူးလို့ဗျာဘုရားမိတ်မြန်ထားသလားမသိဘူးလှုပ်ဖို့5ပါးသီလား10ပါးသီလား9ပါးသီလား10ပါးသီလားရင်းနေတဲ့ကိုတော်လေးနဲ့တွေ့ရင်ကျွန်တော်ရှောက်ရှင်းပြနည်းနည်းများတယ်ဗျာဘာဖြစ်လို့တော့တိုင်းပြည်အတွက်ကတပားလောက်ထိန်ကိုရပါတယ်ဗျာဘယ်ပါထိန်ရမှာတော့အဒိဏဒါနာဝေဒမနိသိခါပဒသမာရိယာတိုင်းပြည်ပစ္စည်းမခိုးရင်ကိုကောင်းလာပါပြီဗျာကိုတော့ကတော့တခိုးကြီးပဲချက်လည်းမရှင်းလာစား9သိန်းလာစားလေးက9သိန်းစီးတကသိန်း900တန်းနေတဲ့ညာသိန်း9000ဘန်ထဲမှာသိန်း9000ကုမ္ပဏီက9ခုဘယ်ရမိမစိန်တကတစ်ဖက်ဖက်နဲ့ရှက်အောင်မလည်းမသိဘူးကြောက်အောင်မလည်းမသိဘူးဘာဖြစ်လဲပတ်ဝန်းကျင်ကြီးတစ်ခုလုံးကပျက်စီးသွားတဲ့အတွက်တကယ်လို့သာပတ်ဝန်းကျင်ကကောင်းနေမယ်ဆိုရင်အဲ့ဒီမိမစိန်တကတစ်ဖက်ဖက်နဲ့လုံနေရင်ပတ်ဝန်းကျင်ကြည့်ရမယ်ဟာဟိုလာပြီဟိုမှာတွေ့လားဟိုမှာလေတခိုးမကြီးလားတွေ့လားဟိုမှာယောက်ျားတခိုးကြီးလေဟာသူမိမကစကားပြောတွေ့လားအဲ့ဒီမျိုးလုံးတန်တွေကိုမခံနိုင်တာနဲ့အဲ့ဒီမိမစိန်တကမပိုင်ရဘူးခိုးတော့ခိုးထားတယ်ဒါပေမဲ့တိမ်ငယ်လေးဟိုနားမှာလည်းလူတော်မတိုးဒီနားမှာလည်းလူတော်မတိုးဟာဒီမှာစာညီမင်းတို့ကြောက်လာပါပြီဆိုစာညီမင်းတို့ကဆွတ်တဲ့အစုပ်လေးနဲ့တော့ဘုံအင်ဂျင်နော်လေးနဲ့ဟာစာညီမင်းတို့ကျိုးတဲ့လူတွေအများကြီးပဲဘာဖြစ်လို့လဲစာညီမင်းတို့စာကြီးစရာချမ်းတော့မချမ်းသာဘူးဒါပေမဲ့ကိုယ်တိခါရှိတယ်ကွာအဲ့ဒီချိန်မှာစိန်တကနဲ့လူကဝစ်နေရမှာကိုတော့တိုင်းပြည်ကစိန်တကကမော့ဆွတ်တဲ့အစုပ်လေးနဲ့ကောင်ဝစ်နေရမခိုးတဲ့ကောင်ဝစ်နေရခိုးတဲ့ကောင်ထောင်းကျွန်တော်ပြောတဲ့အတိုင်းပြည်ပြက်နေတယ်ဆိုတာမြင်ပြီလားဘာသာတရားပေါ်မှာလည်းကျွန်တော်တို့လေးနက်မှုမရှိပါဘူးဟုတ်ပြီကျွန်တော်နေကုန်းချုပ်ပါမယ်
ညာဟာအရေးကြီးတဲ့အကြောင်းဗုဒ္ဓမြတ်စွာဘုရားရှင်ကလွန်ခဲ့တဲ့နှစ်ပေါင်း2500ဟောတယ်ပညာအရေးကြီးတဲ့အကြောင်းဒီနေ့အမေရိကန်နဲ့အီရန်နဲ့စစ်တိုက်တာကြီးလည်းကျွန်တော်ပြောပြပြီနော်ပြစ်စတဲ့နေရာကိုပြစ်လို့ရနေပြီဗုဒ္ဓမြတ်စွာဘုရားကဟောပါတယ်တဲ့လက်ရတော်ယံရှင်သာရိပုတ္တရာပညာအရာမှာဣတတဲ့ဘုရားပြရင်သူပဲတာဝက80ရှိတယ်ဆိုကိုလက်ဝဲတော်ယံကရှင်မဟာမောက္ကလံတကူအရာမှာဘုရားပြရင်သူပဲဣတတဲ့တရားထိုင်တော်တို့ဘယ်လိုထိုင်တော်လဲလက်ကလေးနှစ်ဖက်ရှက်ပြီးထိုင်ပါတယ်ဗျလက်အနေထားဘယ်လိုထားသလဲကွဘယ်လက်ကအောက်ကညာလက်ကအပေါ်ကဘယ်ဘက်လက်မှနဲ့ညာလက်လက်မှထိပြီးခါးလေးကိုဆန်းဆန်းထားပြီးအသက်ကိုနာသီးပြားမှာရှူပါတယ်ဗျဝင်လေထွက်လေဝင်လေထွက်လေဝင်ငွေထွက်ငွေဝင်ငွေဝင်လေထွက်လေတရားအဆင်ပြေတယ်ဝင်ငွေထွက်ငွေကြောင့်တရားပြောက်သွားဘယ်ဘက်လက်ကိုအောက်မှာထားပြီးတော့ညာဘက်လက်ကိုပေါ်ထားပါတယ်ဗျအေးအဲ့ဒါဘာအဓိပ္ပာယ်လဲကွတကူရဲ့သဘောတဘာဝသည်မန်ဆောင်ကြတဲ့သဘောရှိတယ်။အာနာရဲ့သဘောတဘာဝသည်မန်ဆောင်ကြတဲ့သဘောရှိတယ်။ပညာရဲ့သဘောသည်ထိမ့်ညိပေးတဲ့သဘောရှိတယ်။ဒါကြောင့်ဗုဒ္ဓမြတ်စွာဘုရားတကူဟာမန်ဆောင်ကြတဲ့သဘောရှိတဲ့အတွက်အောက်မှာထားပြီးပညာနဲ့ထိမ့်ညိရမယ်ဆိုတဲ့သဘောကိုအဲ့ဒီတရားထိုင်တဲ့အမှုအရာလေးမှာကလေးကသင်ကြားပေးခဲ့တယ်။တကူရာမှာဣတရေရတဲ့ရှင်မမောက္ကလံကိုပညာရာမှာဣတရေရတဲ့ရှင်သာရိပုတ္တရာနဲ့ထိမ့်ညိပြီးတော့ဘယ်ကဲ့သို့ပဲချမ်းသာ။ဒါပေမဲ့ဒို့နိုင်ငံမှာဒီစကားကိုပြောတဲ့ကရင်မျိုးသားကောင်းဆောင်ကြီးဒါပေမဲ့ဒို့နိုင်ငံမှာ1962ဗိုလ်ချုပ်နေဝင်းတကိုးသမားတွေအာနာသမားတွေခေါင်းထောင်တဲ့အချိန်မှာဒို့ပညာသမားတွေအားလုံးကိုချုံရောက်ကုန်တာပဲတဲ့ရှင်းတယ်နော်တကိုးသမားတွေအာနာရတဲ့အချိန်မှာပညာသမားတွေအားလုံးကိုချုံရောက်ကုန်စစ်သက်ရှိရေးခင်လူရဲတော်ပုံပေါ်လာပြီးစစ်တပ်ကအာဏာသိမ်းပြီးတော့တကိုးသမားတွေမှာဆောင်ကြတဲ့အချိန်မှာကိုမင်းကိုနိုင်တို့ကိုချင်းမီတို့ကိုမြာကြီးတို့ကိုကြီးတို့အင်းစိန်ထောင်ရောက်ကုန်တာပဲလေခေတ်ဆက်မှာအာနာရှင်တွေဟာဘယ်တော့ခါမှပညာရှင်တွေကိုကြည်ပြူခြင်းမရှိခဲ့ဘူးဒီမိုကရေစီဆိုတာအာဏာနဲ့ထူထောင်ရတဲ့စနစ်မဟုတ်ဘူးပညာနဲ့ထူထောင်ရတဲ့စနစ်ပါဒီမိုကရေစီလို့ပြောပြီးအာဏာတွေမြဲနေတယ်ဆိုရင်အဲ့ဒါမှားယွင်းတဲ့ဒီမိုကရေစီပါကျွန်တော်ပြောတာရှင်းမယ်လို့ထင်ပါတယ်ဒီမိုကရေစီကပညာနဲ့ထူထောင်ရတာပါအာဏာရှင်မို့လို့အာဏာတွေပုံနေတာပြဿနာမရှိပါဘူးဒီမိုကရေစီဆိုတာပညာနဲ့ထူထောင်ရတာပညာနဲ့ထူထောင်မဲ့ဟာကိုအာဏာအစုပုံလိုက်ကြီးရှိနေတယ်ဆိုရင်ဒါကြီးစွာသောလွဲမှားမှုဖြစ်နေပါအဲ့ဒီဒီမိုကရေစီမှာပညာတတ်တဲ့လူတွေကဥမဆောင်နိုင်သေးသေး၍အဲ့ဒီဒီမိုကရေစီကလည်းလွဲမှားတဲ့ဒီမိုကရေစီဖြစ်နေပါလိမ့်မယ်ဒီနေ့ဒေါ်နယ်ထရမ့်လို့ခေါ်တဲ့အမေရိကန်သမ္မတဟာသူ့ရဲ့စစ်တပ်ကာကွယ်ရေးဦးစီးချုပ်ဘာညာအဆိုင်ဟက်ကောင်ပြစ်ဆိုရင်ပြစ်ရပါတယ်ဟက်ကောင်ရထားဆိုရင်ရရပါတယ်တတ်တဲ့ခြေတက်မှာကွာဆိုရင်ခြေတက်ရပါတယ်ပြန်ဆုတ်ခဲ့ကွာဆိုရင်ဆိုတော့သမ္မတရဲ့အမိန့်ပါပညာကိုအခြေခံထားတဲ့သမ္မတကအပေါ်ကပေးတဲ့အမိန့်အတိုင်းအောက်ကအာဏာသမားများတကူသမားများကဆောင်ရွက်ရပါတယ်ဒါဆိုရင်ဒီကနေ့ကျွန်တော်ပြောတဲ့ခေါင်းစဉ်နိုင်ငံတော်ရဲ့အနာဂတ်ခါတိုင်းပြောတာကအနာဂတ်နိုင်ငံတော်အခုပြောနေတာနိုင်ငံတော်ရဲ့အနာဂတ်ဟုတ်တယ်ခါတိုင်းတော့အနာဂတ်နိုင်ငံတော်အခုကကျွန်တော်အနာဂတ်နိုင်ငံတော်ဆိုတော့ကြော်ရမယ်ကျွန်တော်နိုင်ငံတော်ရဲ့အနာဂတ်အဲ့ဒီအနာဂတ်ကိုကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကိုဘယ်လိုတစ်ပင်မျိုးစိုက်ချင်တာလဲအစိတ်ဝေတဲ့တစ်ပင်စိုက်ချင်တာလားအစိတ်ဝေတဲ့တစ်ပင်စိုက်ချင်တာလားအစိတ်သီးတွေသီးစေချင်တာလားအစိတ်သီးတွေသီးစေချင်တာလားကျွန်တော်တို့စိုက်တဲ့အတိုင်းကျွန်တော်တို့ရပါလိမ့်မယ်မကြခင်မှာ2020လာပါလိမ့်မယ်ဘယ်ဖွဲ့စည်းကတိုင်းပြည်အတွက်တကယ်လှုပ်လို့မယ်ဘယ်ကောင်းတော်ကတိုင်းပြည်အတွက်တကယ်အနစ်နာခံတယ်ဆိုတာတော့မှဒီအုံနောက်နဲ့ဒီနှလုံးသားကမသိရင်ကျွန်တော်တို့ဘာဆက်ပြောစရာအကြောင်းရှိမလဲကျွန်တော်ဒီနေ့စင်ပေါ်မှာတနားရီကြော်ကြောင်ပြောတဲ့စကားမှာဘယ်ပါတီကကောင်းတယ်ဘယ်ပါတီကမကောင်းဘူးလို့တခေါမှမပါဘူးဟုတ်ပါသလားတခေါမှမပြောခဲ့ဘူးဒီတိုင်းပြည်ဒီနိုင်ငံမှာနေပြီးဘယ်ကောင်းဆောင်ဟာတိုင်းပြည်အတွက်လိုအပ်ပြီးဘယ်ဖွဲ့စည်းကတိုင်းပြည်အတွက်တကယ်လှုပ်လို့ပါတယ်ဆိုတာတော့မှမသိရင်ကျွန်တော်တို့ကဘာဆက်ပြောအောင်ဒီမိုကရေစီကိုလည်းခဏတော့တောင်းမနေနဲ့တော့ယူလဲယူမနေနဲ့တော့ဒါတော့နိုင်ငံတော်ရဲ့အနာဂတ်ဟာဒီကနေ့ကျွန်တော်တို့နိုင်ငံသားတွေရဲ့အုံနောက်ဘယ်လောက်ထက်မြက်တယ်လဲနှလုံးသားဘယ်လောက်ထိခြုံမြတယ်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ရှစ်ဆက်သွားမှာဖြစ်ပါတယ်ဒါတော့ဒီကနေ့ဘုရားသားများခင်ဗျာကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်အတွက်ဥဒ္ဒချက်တဲ့ဘက်မကပူးပေါင်းပါဝင်ဆောင်ရွက်နိုင်တဲ့နိုင်ငံသူနိုင်ငံသားကောင်းများဖြစ်ကြပါစေလို့ဆန္ဒပြုရင်ဒီကုန်းချုပ်ပါတယ်